rong na dar khi xóa lá kha
Jesus, the Lamb of God, worthy is your name. Worthy is your name. Worthy is your name. LCF ယုံကြည်သူဓမ္မမိတ်ဆွေများအားလုံးဒီနေ့လည်းပဲထပ်ပြီးတော့ဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးတော့အတူတကွအွန်လိုင်းကနေဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်ကျွန်တော်တို့ချိန်တိုင်းများပြင်ဆင်ပေးတဲ့ဖျားရှင်ရဲ့ကျေးဇူးတော်ကိုဥစွာချီးမွမ်းပါတယ်ဖျားရှင်ရဲ့ဘုန်းတော်ကြီးမြတ်ပါစေ LCF မှာရှိတဲ့ဓမ္မမိတ်ဆွေများအားလုံးအွန်လိုင်းကနေအတူတကွဝတ်ပြုဖို့ရန်လည်းပဲအားလုံးကိုယေရှုနာမအားဖြင့်ဖိတ်ခေါ်ပါတယ်ဒီနေ့ချိန်တိုင်းအောင်တပတ်တာလုံးကျွန်တော်ကိုလမ်းပြပို့ဆောင်တဲ့ဖျားရှင်ရဲ့ဘုန်းတော်ထင်ရှားပါစေကျွန်တော်အစီဝေးဝတ်ပြုခြင်းအစီအစဉ်ကိုကျွန်တော်အစာပြုတော်မှာဖြစ်ပါတယ်အစာပြုဖို့ရန်အတွက်ဂျမ်ပိုက်ဖတ်ကြပါစို့အိုးထာဝရဖျားကျွန်ုပ်ဒီစိတ်နှလုံးအကျွမ်းမဲ့ကိုရောကိုချီးမွမ်းပါမည်အမွေတော်မှုတော်ရှိသည်များတို့ကိုပြညွှန်ပါမည်ကိုရောကိုအမိပြု၍ဝမ်းသာရှင်လန်းပါမည်နာမတော်ကိုထောမနာတခြင်းဆိုပါမည်အမျက်ဆုံးသောဖယားစာရန်ဆရာကနေဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတာဖြစ်ပါတယ်ဖျားရှင်ရဲ့ကျေးဇူးတော်ဟာအင်မတန်မှကြီးမားတဲ့အကြောင်းကိုသူဖော်ပြပါတယ်သူရဲ့အင်မတန်မှအော့ပွေရာပြုတဲ့အမှုဟာသူ့ရဲ့အသက်တာမှာသူခံစားရတဲ့အတွက်ကြောင့်ဖျားရှင်ကိုစိတ်နှလုံးအကျွမ်းမဲ့ချီးမွမ်းပါမယ်ဖျားရှင်မှာကျွန်တော်အမြဲတမ်းဝမ်းမြောက်ဝမ်းသာပြီးတော့ဖျားရှင်ကိုအမြဲတမ်းချီးမွမ်းပါမယ်ဆောထောမနာတခြင်းဆိုပြီးတော့ဖျားရှင်ကိုကျွန်တော်အမြဲတမ်းချီးမွမ်းပါမယ်ဆိုပြီးတော့ဆာလန်ဆရာကနေဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်ရဲ့အသက်တာမှာလည်းပဲဖျားရှင်ကအင်မတန်မှကြီးမားတဲ့အရာတွေကျွန်တော်ကိုလမ်းပြတဲ့နေ့စဉ်နဲ့များလမ်းပြခဲ့တဲ့အရာတွေဟာဘုရားခင်ရဲ့မေတ္တာတွေဟာကျွန်တော်ရေတွက်လို့မကုန်နိုင်တဲ့အရာဖြစ်ပါတယ်အင်မတန်မှချီးမွမ်းစရာကောင်းပါတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်LCF မှာရှိတဲ့ယုံကြည်သူများလည်းပဲဘုရားရှင်ရဲ့ကျေးဇူးတော်ကိုဘုရားရှင်ကကျွန်တော်အသက်တာမှာလမ်းပြတဲ့အရာကိုတူတူကချီးမွမ်းဖို့ရန်အတွက်ယေရှုနာမ၌အားလုံးကိုဖိတ်ခေါ်ပါတယ်အခုချိန်မှာဆိုလို့ရှိရင်ကျွန်တော်အားလုံးအတူတူကဆုတောင်းဖို့ဖြစ်ပါတယ်ကျွန်တော်ဆုတောင်းမဲ့အချက်ကတော့ကျွန်တော်ပုံမှန်ဆုတောင်းနေကြအချက်တွေလည်းဖြစ်ပါတယ်ဒါပေမဲ့အထူးသဖြင့်ကျွန်တော်ရဲ့အတင်းဝန်ကျွန်တော်ရဲ့ညီမငယ်ဖြစ်တဲ့ဆွေလန်ပါသူဂျာဒပရိနေကနေသူဘိုက်နာတဲ့အတွက်ကြောင့်ကောင်းကြိုက်တဲ့အတွက်ကြောင့်သူဆေးရုံတက်ခဲ့ရပါတယ်ဒါပေမဲ့မနေ့ကကျွန်တော်ဖုန်းဆက်တော့မနေ့ပြင်တော့ကျွန်တော်ဆေးရုံဆင်းတော့မယ်ဆိုပြီးတော့သူပြောပါတယ်အဲ့ဒီအတွက်ကျေးဇူးတော်ချီးမွမ်းရင်းနဲ့ဆက်ပြီးတော့ဖျားရှင်ကသူမရဲ့တက်တာမှာကျမချင်းပကတိပြန်ပြီးတော့ပေးဖို့ရန်အတွက်ကျွန်တော်ဆုတောင်းဖို့ဖြစ်ပါတယ်ဒါပြီးတော့ channel အချက်ကတော့ကျွန်တော်ပုံမှန်တောင်းနေကြချက်ပဲကျွန်တော်ဆုတောင်းဖို့ဖြစ်ပါတယ်အားလုံးဖျားရှင်ရဲ့ရှင်မှာဝိညာဉ်လေးဆုတောင်းကြပါစို့တန်ရှင်မြတ်မြတ်ဆုံးလင်းတော်မူပြီးကျွန်တော်လူသားများကိုမေတ္တာတရားနဲ့နေ့စဉ်အမျှလွှမ်းခြုံလျက်ဒီနေ့ကျွန်တော်ဒီစင်ကာပူမှာရှိတဲ့ LCF ကကိုရိုင်းသားသမီးများလည်းပဲကိုရိုင်းကောင်းချီးမင်္ဂလာများကိုခံစားရပြီးတော့ကျွန်တော်ကြောင့်လုံးခဲ့တော့တပတ်တာလုံးမှာကိုရိုဖျားကြီးကွဲကားခြင်းကိုရိုဖျားကြီးမဆာခြင်းကိုရိုဖျားကြီးကောင်းချီးမင်္ဂလာများကိုခံစားပြီးတော့ဒီနေ့ online ကနေကိုရိုဖျားကိုဤကဲ့သို့အတူတူဝတ်ပြုကိုးကွယ်နိုင်ဖို့ရန်အတွက်ကျွန်တော် LCF ကယုံကြည်သူကိုရိုသားသမီးများကိုကိုရိုလမ်းပြတဲ့အတွက်ကြောင့်ကိုရိုကျေးဇူးတင်ပါတယ်ကိုရိုဖျားဒီနေ့ဒီကဲ့သို့ကိုရိုဖျားကိုဝတ်ပြုကိုးကွယ်ဖို့ရန်အတွက်အရောက်စီတိုင်းကိုခွဲကမဆာတဲ့အတွက်ကြောင့်ကိုရိုကျေးဇူးတင်ပါတယ်ထို့အတူကျွန်တော်ဒီနေ့ဝတ်ပြုကိုးကွယ်တဲ့အခါမှာကျွန်တော်ကြော်လွန်ခဲ့သောနေ့ရက်များမှာ
ကျွန်တော်ဒီဒုက္ခမျိုးစုံခံစားခဲ့တော့သူများလည်းပဲရှိမှဖြစ်ပါတယ်တိုးတော်များလည်းပဲဒီနေ့ထိအသက်ရှင်ခွင့်ကိုရောပေးတဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ဒီနေ့ထိလမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ကိုရောဖျားဒီနေ့အထူးဆုတောင်းလို့ဒီမှာကျွန်တော်ရဲ့LCF ယုံကြည်သူညီအကိုမောင်နှမများတဲမှာကိုရောဖျားအကြောင်းမျိုးမျိုးကြောင့်စိတ်ဝေဒနာခံစားနေတော့သူများအကြောင်းမျိုးမျိုးကြောင့်စိတ်ထဲမှာဒုက္ခခံစားနေတော့သူများစိတ်ပစ္စည်းမှုခံစားနေတော့သူများခန္ဓာကိုယ်နာမကျမှုခံစားနေတော့သူများလည်းပဲရှိနိုင်ပါတယ်။သူရဲ့တက်တာမှာကိုရဖျားခံမာလာတော့ကြမှာချင်းပြေဒနာတော်မူပါ။သူရဲ့တက်တာမှာကိုရဖျားခံမာလာတော့စိတ်ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကိုပြန်ပြီးတော့ကိုရောပြေဒနာတော်မူပါ။ကိုရဖျားဒီနေ့ချီလမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်။ကျွန်တော်အလုံးလုံးတဲ့နေရာမှာလည်းပဲဒီနေ့ချီအလုံးအရှင်ပြေစွာလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ကိုရောလမ်းပြတဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်အခုချိန်မျိုးမှာအလုံးပိုင်းဆိုင်ရာမှာယတနာခက်ခဲကြုံတွေ့တော့သူများလည်းပဲရှိနိုင်ပါတယ်သူတို့ကိုကိုယ်ကောင်းချီးပေးတော်မူပါတရရဲ့အလုပ်ကိုကောင်းမွန်စွာရှင်ပြေစွာနဲ့ပြန်ပြီးတော့လုပ်နိုင်ဖို့ရန်အတွက်အလုပ်ပိုင်းဆိုင်ရာမှာခက်ခဲတော့သူများကိုလည်းပဲကိုယ်ပြကောင်းချီးပေးတော်မူပါကျွန်တော်အလုပ်လုပ်တဲ့ခါမှာလည်းပဲကိုယ်ပြအမျိုးမျိုးသောယောဂဝေဒနာမှလည်းပဲအရောက်စီတိုင်းကိုဆက်လက်ပြီးတော့ကိုယ်မာစာလေးကိုယ်ကောင်းချီးပေးတော်မူပါကျွန်တော်အလုပ်လုပ်တဲ့ခါမှာလည်းပဲထိခိုက်ပစ္စည်းခြင်းမရှိဘဲနဲ့ကောင်းမွန်စွာနေစင်နေမြမိမိနဲ့တက်ဆိုင်တော့အလုပ်ကိုလုပ်နိုင်ဖို့ရန်တို့လည်းပဲကိုရလမ်းပြပို့ဆောင်တော်မူပါကိုရပြထိုးတဲ့မှာကကျွန်တော်ရဲ့အလုပ်ရှင်များကျွန်တော်နဲ့အတူအလုပ်လုပ်တော့လုပ်ပေါ်ကင်ဖက်များအားလုံးနဲ့လည်းအဆင်ပြေစွာနဲ့ချောမွေ့စွာနဲ့အလုပ်လုပ်နိုင်ဖို့ရန်ကိုရကောင်းချီးပေးတော်မူပါသူတစ်ဖြင့်ဒီနေ့ကဘာကြီးမှာစီးပွားရေးကကြုံတွေ့နေရတဲ့ခါမှာကျွန်တော်ရဲ့အထဲမှာကျွန်တော်ရဲ့ညီအကိုမောင်နှမအထဲမှာတို့ရဲ့အလုပ်ရှင်များတို့ရဲ့ကုမ္ပဏီများအဆင်မပြေတော့သူများလည်းပဲရှိနိုင်ပါတယ်ကိုရဖျားတို့ရဲ့အလုပ်ရှင်များရဲ့အလုပ်တို့ကုမ္ပဏီရဲ့အလုပ်ပြန်ပြီးတော့အဆင်ပြေနိုင်ဖို့ရန်လည်းပဲကိုရဖျားတို့ရဲ့အလုပ်ရှင်များပေါ်နိုင်လည်းပဲတို့အလုပ်လုပ်တဲ့ကုမ္ပဏီအတွက်လည်းပဲတို့ရပြီးတော့ကိုရဖျားဆုတောင်းပေးပါတယ်ကိုရဖျားထိုထမကကျွန်တော်LCF တဲကညီမငယ်ဖြစ်တဲ့ဆွေလင်ပါကိုရဖျားဆေးရုံမှာဗိုက်နာတဲ့အတွက်ကြောင့်ခေါင်းကိုက်တဲ့အတွက်ကြောင့်ဆေးရုံမှာတက်ခဲ့ရပါတယ်တူတောင်ရလည်းပဲထိုသူ၏နာကျင်ခြင်းဝေဒနာကိုကိုရဖျားကြော်သွားနိုင်ပြီးတော့ကိုရဖျားဆရာဝန်ဆရာမများတူစားသုံးသောဆေးလုံးများကိုအသုံးပြုပြီးတော့ပြန်ပြီးတော့တက်တာခြင်းအခွင့်ကိုကိုရပေးတဲ့အတွက်ကြောင့်ကိုရယေရှုတင်ပါတယ်ဆေးရုံကနေအကောင်းမဆုံးပြန်ပြီးတော့ဆင်းနိုင်ဖို့အတွက်လည်းပဲကိုရဖျားကောင်းချီးပေးတော်မူပါဆက်လက်ပြီးတော့တူနာကျင်သောအရာများလည်းပဲကောင်းမွန်ပကတိအတိုင်းပြန်လဲပြီးတော့နေကောင်းချမ်းသာဖို့ရန်လည်းပဲကိုရဖျားကျွန်တော်ရဲ့ညီမငယ်အတွက်တွေ့ရပြီးတော့ဆုတောင်းပေးပါတယ်ကိုရဖျားထိုတမကကျွန်တော်နဲ့တက်ဆိုင်သောမြန်မာပြည်မှာရှိတဲ့မိသားစုများကဘာနှမှာရောက်နေကြတော့ကျွန်တော်နဲ့တက်ဆိုင်သောမိသားစုဝင်များဆွေမျိုးများအားလုံးကိုလည်းပဲကိုရဖျားဤကွယ်ကချင်းကိုရဖျားမဆာချင်းခံစားနိုင်ဖို့ရန်တွေ့ရပြီးတော့ဆုတောင်းပေးပါတယ်ကိုရဖျားတို့ရဲ့တက်တာမှာခက်ခဲမှုကြုံတွေ့တော့သူများလည်းပဲရှိနိုင်ပါတယ်ကိုရဖျားမချမ်းသာတဲ့ဝေဒနာကိုခံစားနေတော့သူများလည်းပဲရှိနိုင်ပါတယ်သူတို့ကိုချမ်းသာခြင်းငြိမ်သက်ခြင်းစင်ပြေခြင်းအသက်တာကိုရပြန်ပြီးတော့ပေးနာတော်မူပါကိုရဖျားဆက်လက်ပြီးတော့ကျွန်တော်ဒီ LCF တို့လည်းပဲ3ရပြီးတော့ဆုတောင်းပါတယ်ကိုရဖျားကျွန်တော်မလာကနေဒီနေ့ထိအတိုင်းအောင်ကျွန်တော်ဖျားเจ้าမှာဝတ်မပြုနိုင်ပါဘူးအချင်းချင်းမေတ္တာရမဖွဲ့နိုင်ကြပါဘူးထို့ကြောင့်ထိုအရာဒီကျွန်တော်ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာမှာဆုပ်ယုပ်စေသောအရာမဟုတ်ပေကျွန်တော်ရဲ့တက်တာမှာပို့၍ပင်ကိုရဖျားနဲ့နီးစေသောအရာဖြစ်စေဖို့ရန်လည်းပဲကိုရကောင်းချီးပေးတော်မူပါမကြခင်မှာဖျားเจ้าမှာတို့ကွာပြန်ပြီးတော့ဝတ်ပြုနိုင်ဖို့ရန်လည်းပဲအချိန်ခါပြန်ပြီးတော့ပေးနာတော်မူပါကိုရယေရှုတင်ပါတယ်ကျွန်တော်ရဲ့ LCF ကိုဦးစီးဦးဆောင်ကြတော့ကိုရဖျားဖေမှာဦးဆောင်ကြတော့ကောင်းဆောင်ဒီကိုလည်းပဲကိုရကောင်းချီးပေးတော်မူပါညံပညာပေးနာတော်မူပါတို့အလုပ်လုပ်တဲ့နေရာမှာအဆင်ပြေခြင်းပေးနာတော်မူပါကျွန်တော် LCF ကိုပိုရဦးစီးဦးဆောင်နိုင်တော့သူများဖြစ်စေဖို့ရန်အတွက် LCF ကနေကိုရဘုံတော်ထင်ရှားဖို့ရန်အတွက်လည်းပဲကိုရကောင်းချီးပေးတော်မူပါကိုရဖျားဆက်လက်ပြီးတော့ကျွန်တော်LCF ကနေလက်ကြီးအိမ်မှာသာသနာပြုဖို့ရန်အတွက်ကိုရဖျားနိုင်ငံတော်ကျေပြန့်ဖို့ရန်အတွက်ကျွန်တော်ဆင်လွတ်ထားတဲ့ဆရာနေနိုင်ရဲ့မိသားစုကိုလည်းပဲ3ရပြီးတော့ဆုတောင်းပေးပါတယ်ကိုရဖျားဒီနေ့ထိသူတို့ရဲ့မိသားစုကိုကိုရအသုံးပြုတဲ့အတွက်ကြောင့်ကိုရယေရှုတင်ပါတယ်
ဆက်လက်သူရဲ့သူတို့ရဲ့မိသားစုဆရာနေနိုင်ကိုကိုရောအသုံးပြုတော်မူပါသူတို့အဖြစ်ကိုရောဖျားရဲ့မေတ္တာတရားကိုရောဖျားရဲ့ကဲတင်ခြင်းတရားကိုတပါတော့သူတို့ဒီခံစားလက်ခံယုံကြည်လာဖို့ရန်အတွက်သူတို့ရဲ့မိသားစုကိုဆက်လက်အသုံးပြုတော်မူပါသူတို့မိသားစုဒီအခက်ခဲကြုံတဲ့ခါမှာလည်းပဲသူတို့နဲ့အတူရှိတော်မူပြီးကိုရောဖျားသူတို့ကိုကောင်းချီးပေးတော်မူပါကိုရောဖျားတို့တမကကျွန်တော်ချင်းလူမျိုးများမြန်မာပြည်မှာရှိတဲ့ချင်းလူမျိုးများကျွန်တော်ကဘာနှမ်းနှံမှာရောက်နေတဲ့ချင်းလူမျိုးများဒီတည်အတွက်လည်းပဲသူတို့ရပြီးတော့ဆုတောင်းပေးပါတယ်သူတို့ရှိတဲ့နေရာတိုင်းမှာကိုရဖျားကောင်းချီးပေးတော်မူပါကိုရဖျားဘုံတော်ထင်ရှားစေတော်လူမျိုးဖြစ်စေဖို့ရန်ဆက်လက်၍ကိုရောမာစာကောင်းချီးပေးတော်မူပါသူတို့ဒီဒုက္ခဝေဒနာထိုတမကအခက်ခဲမြောက်များစွာကြုံတွေ့တော်သူများလည်းပဲရှိနိုင်ပါတယ်သူတို့ကိုလည်းပဲကိုရဖျားဘုံတော်ထင်ရှားဖို့ရန်အတွက်သူတို့ရဲ့အခက်ခဲများကိုအောင်မြင်နိုင်ဖို့ရန်အတွက်ကိုရကောင်းချီးပေးတော်မူပါကိုရဖျားတို့တပည့်ကျွန်တော်ကဘာကြီးမှာကိုချင်းခံစားနေရတဲ့ COVID-19 ယောဂါလည်းပဲကိုရဖျားကျွန်တော်မျိုးတို့အများဆုံးပျောက်ကင်းဖို့ရန်ကျွန်တော်လိုအပ်ပါတယ်တိုးတော်များလည်းပဲကျွန်တော်ဒီပါမတ်တ်ဆွမ်းနိုင်တော့အရာမရှိပါကိုရောတာလင်တတ်ဆွမ်းနိုင်ပါကိုရောတာလင်တတ်ဆွမ်းနိုင်ပါတယ်ဤယောဂါကြီးကိုရဖျားအများဆုံးဒီလောကကနေပျောက်ဆုံးပြီးတော့ကျွန်တော်ဒီလောကမှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းပြန်ပြီးတော့ဤလောကကနေခံစားနိုင်ဖို့ရန်လည်းပဲကိုရကောင်းချီးပေးတော်မူပါစေလုံးရှာဖွေနေသောပညာရှင်များကိုလည်းပဲကိုရဖျားကောင်းချီးပေးတော်မူလျက်ကိုရောအများဆုံးဤယောဂကိုကုသနိုင်ဖို့ရန်အတွက်တော်လကောင်းဤယောဂကိုကာကွယ်နိုင်ဖို့ရန်ကာကွယ်စေတော်လကောင်းအများဆုံးဖော်ထုတ်နိုင်ဖို့ရန်သူတို့ကိုလည်းပဲကိုရကောင်းချီးပေးတော်မူပါကိုရဖျားဒီနေ့ဒီကျွန်တော်ကိုလမ်းပြပို့ဆောင်တဲ့သူကြောင့်ကိုရယေရှုတင်ပါတယ်ဒီနေ့ကျွန်တော်ဂျာနာဂျာမန်နှုတ်ကပတ်တော်ကိုလည်းပဲကိုရကောင်းချီးပေးတော်မူပါကျွန်တော်ရဲ့အသက်တာမှာတိမိယောတီတော့ဆောက်ဆရာဖြစ်စေဖို့ရန်အတွက်ကျွန်တော်ရဲ့ဝိညာဉ်ရေးအတွက်အလင်းဖြစ်စေဖို့ရန်အတွက်ကိုရဖျားကောင်းချီးပေးတော်မူပါဒီနေ့ဝတ်ပြုခြင်းအစီအစဉ်ကိုလည်းပဲအစအလေးဆုံးတိုင်အောင်ကိုရလမ်းပြပို့ဆောင်လေကိုရဖျားရဲ့ရှေ့၌တန်ရှင်းသော zip ကောင်ကဲ့သို့ကိုရလက်ခံတော်မူပြီးကျွန်တော်ရဲ့ဝတ်ပြုခြင်းကိုကိုရလမ်းပြပို့ဆောင်တော်မူပါအချိန်တိုင်းနဲ့ကျွန်တော်ရဲ့တက်တာအားလုံးကိုကိုရဖျားလက်ထနာပြန်လဲဆက်ကပ်ပြီးတော့ယေရှုနာမ၌ဆုတောင်းကြပါရှင်ထာဝရမြတ်စွာဘုရားရှင်အာမင်ဒီနေ့လည်းပဲကျွန်တော်ပြန်ပြီးတော့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ဖြစ်ပါတယ်ကျွန်တော်လုံခဲ့တဲ့ပတ်ကအဆက်ပဲဖြစ်ပါတယ်စင်ယောဟန်ခရစ်ဝင်ချန်ကိုအခြေခံပြီးတော့ကျွန်တော်နှုတ်ကပတ်တော်ခံယူဖို့ဖြစ်ပါတယ်ဒီနေ့အတွက်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းချက်ကတော့ရှင်ယောဟန်ခရစ်ဝင်ချန်အခန်းကြီး1အခန်းငယ်29ဖြစ်ပါတယ်ကျမ်းပိုက်တစ်ပိုက်ပဲဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ချန်အခန်းကြီး1အပိုက်ငယ်အခန်းငယ်29ဖြစ်ပါတယ်အားလုံးခံယူကြပါစို့နက်ဖြန်နေ၌ယေရှုကြွလာတော်မူသည်ကိုယောဟန်သည်မြင်လျှင်ဤလောက၏အပြစ်ကိုဆောင်သွားသောဖျားသခင်သည်သိုးတငယ်ကိုကြည်လောဤလောက၏အပြစ်ကိုဆောင်သွားသောဖျားသခင်သည်သိုးတငယ်ကိုကြည်လောဆိုတဲ့ကြံချက်ကိုအခြေခံပြီးတော့ဒီနေ့ကျွန်တော်ခွန်အားယူဖို့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ခွန်အားယူဖို့ခေါင်းစဉ်ကတော့ပါလဲဆိုလို့ရှိရင်ဖျားသခင်သည်သိုးတငယ်ကိုကြည်လော Behold the Lamb of God ဖျားသခင်သည်သိုးတငယ်ကိုကြည်လောဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဒီနေ့ခွန်အားယူဖို့ဖြစ်ပါတယ်လုံခဲ့တဲ့ပတ်တုန်းကကျွန်တော်ရှင်ယောဟန်ဗပ်တိဇံဆရာယောဟန်ရဲ့အတက်တာကိုအခြေခံပြီးတော့ကျွန်တော်ခွန်အားယူခဲ့တာဖြစ်ပါတယ်ဗပ်တိဇံဆရာယောဟန်ဟာအမတမစိတ်နှိမ့်ချတဲ့အတက်တာကိုပိုင်ဆိုင်တဲ့သူဖြစ်တယ်သူဟာခရစ်တော်နဲ့ခရစ်တော်နဲ့ထိုင်သူကိုသူထိုင်စင်ပြီးတော့သူဟာခရစ်တော်မဟုတ်တဲ့အကြောင်းသူဟာprophet Elijah မဟုတ်တဲ့အကြောင်းသူဟာ prophet လည်းမဟုတ်တဲ့အကြောင်းသူဟာတာမန်ခရစ်တော်ကြွလာမဲ့အကြောင်းကိုကြိုတင်ပြီးတော့ဟောပြောတဲ့သူတယောက်မျှတာလျှင်ဖြစ်တဲ့အကြောင်းခရစ်တော်နဲ့ခိုင်းနိုင်တဲ့အခါမှာသူ့ရဲ့ခရစ်တော်ရဲ့ဖနာကြိုးကိုပင်ဖြေဖို့ရန်အတွက်မတင်တော်တဲ့အမတမနှိမ့်ကြတဲ့သူဖြစ်တဲ့အကြောင်းသူ့ကိုသူနှိမ့်ချပြီးတော့ပြောတဲ့
ဘာပိဆန်ဆရာယောဟန်ရဲ့နှိမ့်ချတဲ့အသက်တာကိုအခြေခံပြီးတော့ယုံကြည်သူတွေခွန်အားယူဖို့ရန်အတွက်လုံခဲ့တဲ့ပတ်တုံးကကျွန်တော်ဟောခဲ့တာဖြစ်ပါတယ်ဒီနေ့ကကြတော့အဲ့ဒီဟာရဲ့အဆက်ဖြစ်တဲ့ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး1အခန်းငယ်29ကိုအခြေခံပြီးတော့ကျွန်တော်ခွန်အားယူဖို့ဖြစ်ပါတယ်အခုနပြောတဲ့အတိုင်းပဲဒီနေ့ခေါင်းစဉ်ကတော့ The Lamb of God ဖျားသခင်ဒီတိုးတငယ်ကိုကြည်လို့ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ် Behold the Lamb of God ဖြစ်ပါတယ်တိုးဆိုတာဣသေလလူမျိုးရဲ့အတွက်အမတမအရေးပါတဲ့အရာဖြစ်ပါတယ်တရရဲ့စာဝတ်နေရဲ့အတွက်အဓိကလှုပ်ဆောင်တဲ့သုံးမွေးမျိုးရေးကိုအဓိကလှုပ်ဆောင်တဲ့လူမျိုးတွေလည်းပဲဣသေလလူမျိုးတွေဖြစ်ပါတယ်ဆိုတော့သုံးမွေးမျိုးရေးလုပ်ငန်းဆိုတာဣသေလလူမျိုးတွေအတွက်အသက်မွေးဝမ်းကြောင်းပညာတစ်ခုလည်းပဲဖြစ်ပါတယ်ဆိုတော့တို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက်အမတမအရေးပါတဲ့တိုးမွေးမျိုးရေးလုပ်ငန်းဆိုတော့ဒီတိုးဟာတို့ရဲ့အသက်မွေးဝမ်းကြောင်းအတွက်မကဘဲနဲ့ဣသေလလူမျိုးတွေရဲ့ဘာသာရေးအတွက်ပါအမတမအရေးပါတဲ့တိုးတွေဖြစ်တယ်ဆိုတာကိုကျွန်တော်တမဟောင်းချမ်းစာဖတ်တဲ့အခါမှာကျွန်တော်တွေ့ရပါတယ်ဣသေလလူမျိုးတွေကကျွန်တော်ခရိယာမဖြစ်ခင်ကျွန်တော်ချင်းလူမျိုးတွေလိုပဲသူတို့ကနတ်ပူစော်တဲ့တခုခုကိုပူစော်ပတ်တာတဲ့ဘာသာတရားကိုကျင့်သုံးတဲ့တူတွေဖြစ်ပါတယ်။ပြောချင်တာပူစော်ပတ်တာတဲ့ sacrifice ပေါ့လေအကောင်ဒီကိုတတ်ပြီးတော့ပူစော်တဲ့ဘာသာတရားကိုကိုးကွယ်တဲ့လူတွေဖြစ်ပါတယ်။ကျွန်တော်ချင်းတွေလည်းပဲအရင်တော့ဆိုလို့ရှိရင်ခရိယာမဖြစ်ခင်တော့ကဒီအကောင်ဒီကိုပူစော်ပတ်တာတဲ့လူမျိုးဖြစ်ပါတယ်။ဟိုမှာတောင်ရခုတ်တော်မယ်ဆိုလို့ရှိရင်လည်းအကောင်တိုက်ရတယ်။တောင်ရခုတ်ပြီးလည်းအကောင်တိုက်ရတယ်။ဒါပြီးတော့စပားရိပ်ပြီးလည်းပဲအကောင်တိုက်ရတယ်။ဒါပြီးတော့နေမကောင်းတဲ့လူရှိရင်လည်းပဲအကောင်တက်ပြီးတော့စစ်ပူစော်ပြီးတော့ဒီနေမကောင်းတဲ့သူအတွက်စစ်ပူစော်ရတဲ့လူမျိုးတွေဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ချင်းလူမျိုးလည်းပဲခရိယာမဖြစ်ခင်တော့ကစစ်ပူစော်အကောင်တက်ပြီးတော့စစ်ပူစော်တဲ့နတ်ဘာသာကိုကိုးကွယ်တဲ့လူတွေဖြစ်ပါတယ်။အဲ့လိုပဲဣသေလလူမျိုးတွေဟာလည်းပဲသူတို့ရဲ့ဂျုဒဘာသာမှာဆိုလို့ရှိရင်ဇစ်ပူစော်တဲ့အကောင်တက်ပြီးတော့ဇစ်ပူစော်ခြင်းလုပ်ငန်းဆိုတာသူတို့အတွက်အမတန်မှအရေးပါပါတယ်။ဆိုတော့ကျွန်တော်တမဟောင်းချမ်းစာထွတ်တပည့်Leviticus ဖတ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ဇစ်ပူစော်ခြင်းအမျိုးမျိုးသူတို့မှာရှိတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်။ဆိုတော့ပြောချင်တာပါလဲဆိုလို့ရှိရင်ဒီလိုသူတို့ရဲ့ဘာသာရေးမှာဇစ်ပူစော်တဲ့လုပ်ငန်းမှာအမတန်မှအရေးပါတဲ့အရာကတိုးဖြစ်တယ်။သူတို့ကဒီတိုးကိုသူတို့ရဲ့ဇစ်ပူစော်ခြင်းလုပ်ငန်းမှာတုံးလေးရှိတဲ့အရာဖြစ်ပါတယ်။ဆိုတော့သူတို့ရဲ့စာဝတ်နေရေးအတွက်အရေးပါတယ်လို့သူတို့ရဲ့ဘာသာရေးယုံကြည်ချက်အတွက်လည်းပဲတိုးဆိုတာအမတန်မှအရေးပါတာကိုကျွန်တော်တွေ့ရပါတယ်။အဲ့ဒါကြောင့်ရှင်ယောဟန်ကဒီခရစ်တော်အကြောင်းကိုသူပြောတဲ့အခါမှာ The Lamb of God ဖျားသခင်ရဲ့တိုးတငယ်ကဲ့သို့ဇစ်ပူစော်ချင်းခံရတဲ့ဖျားသခင်ရဲ့တိုးတငယ်အဖြစ်နဲ့သူကဖော်ပြထားတာကျွန်တော်တွေ့ရပါတယ်။ကျွန်တော်တမတိကျမ်းစာထဲမှာဒီခရစ်တော်ကို Lamb of God ဖျားသခင်ရဲ့တိုးတငယ်အဖြစ်နဲ့အများဆုံးပြောတဲ့လူကရှင်ယောဟန်ဖြစ်ပါတယ်။အခုနဖတ်တဲ့လည်းရှင်ယောဟန်ဖြစ်ပါတယ်။အထူးသဖြင့်မှာကျွန်တော်တွေ့ရတယ်လဲဆိုလို့ရှိရင်ဗျာဒိတ်ကျမ်း Revelation မှာဆိုလို့ရှိရင် Lamb of God ဆိုရခဏတော်များတမတိကျမ်းစာမှာဆိုလို့ရှိရင် Revelation ဗျာဒိတ်ကျမ်းက Lamb of God ဆိုတာကိုအသုံးဆုံးဖြစ်ပါတယ်။ဆိုရှင်ယောဟန်က Lamb of God ကိုတော်လေးသုံးပါတယ်ခရစ်တော်ကိုသူဖော်ပြတဲ့ခါမှာဖျားသခင်ရဲ့တိုးတငယ်ခရစ်တော်ဟာဖျားသခင်ရဲ့တိုးတငယ်ဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်။ဆိုခရစ်တော်မှာနာမည်အမျိုးမျိုးရှိပါတယ်။သူမှာ title တွေနာမည်တွေအများကြီးရှိပါတယ်။ဥမာခရစ်တော်ဟာ Lord သခင်ဖြစ်တယ် King ဘုရင်ဖြစ်တယ် Shepherd တိုးထင်ဖြစ်တယ်ဆိုတဲ့အမျိုးမျိုးပေါ့လေသူမှာနာမည်တွေရှိပါတယ်။ဒါပေမဲ့ခရစ်တော်ကိုဘယ်နာပဲမဲ့သူ့ရဲ့နာမည်နဲ့သူပုဂ္ဂိုလ်နဲ့သူကအင်မတန်မှတင့်တော်ပါတယ်။ဘယ်လိုပဲ Shepherd ပြောသူက Shepherd ဖြစ်တယ်သူက King လို့ပြောရင်လည်းပဲသူကအုပ်ချုပ်တဲ့အုပ်စိုးတဲ့အာဏာရှိတဲ့သူဖြစ်တယ် Lord သခင်ဆိုရင်လည်းပဲသူဟာသခင်ဖြစ်တယ်ဒါပြီးတော့Lamb of God ဆိုရင်လည်းပဲသူ့ရဲ့တက်တာဟာ Lamb of God ဘုရားသခင်ရဲ့တိုးတငယ်နဲ့ပြည့်စုံတဲ့သူဖြစ်တယ်
ကျွန်တော်လူသားတွေလို့မဟုတ်ပါဘူးကျွန်တော်လူသားတွေကနာမည်ရဲ့အတိတ်ပဲကတခြားကျွန်တော်နေတဲ့ပုံစံကတခြားဖြစ်ပါတယ်ဒါပေမဲ့ယေရှုကတော့အဲ့လိုမဟုတ်သူ့ရဲ့နာမည်နဲ့သူ့ရဲ့အတက်တာနဲ့ကအမြဲတမ်းတစ်ထပ်တည်ကြတာကျွန်တော်တွေ့ရပါတယ်အဲ့လိုပဲဒီနေ့မှာလည်းပဲဘုရားသခင်ရဲ့ Lamb of God ခရစ်တော်ဟာဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တယ်ဆိုတဲ့အကြောင်းသူ့ရဲ့တိုးတငယ်ဖြစ်ခြင်းကိုအခြေခံပြီးတော့ကျွန်တော်ဒီနေ့ယုံကြည်သူတွေအတွက်တူတူကခွန်အားယူဖို့ဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ရဲ့တိုးတငယ်လို့ကျွန်တော်ပြောတဲ့အခါမှာအချက်5ချက်နဲ့ကျွန်တော်ဒီနေ့ဖော်ပြသွားမှာဖြစ်ပါတယ်အတူတူပဲ S 5ခုပါလေS 5ခုကိုအခြေခံပြီးတော့ဒီနေ့ကျွန်တော်ခွန်အားယူဖို့ဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်ခြင်းခရစ်တော်ရဲ့တိုးတငယ်ဖြစ်ခြင်းရဲ့အတိတ်ပဲဆောင်တဲ့ S 5မျိုးကိုဒီနေ့ဖော်ပြမှာဖြစ်ပါတယ်ခရစ်တော်ဟာဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တယ်ကျွန်တော်လူသားတွေအတွက်ဘုရားသခင်ကတိုးတငယ်အဖြစ်နဲ့သူ့ရဲ့တပါးတီတော်တားတော်ကိုကျွန်တော်လူသားတွေအတွက်ပေးတယ်ဆိုတော့ကျွန်တော်လူသားတွေအတွက်ဒီဘုရားခရစ်တော်ရဲ့တိုးတငယ်ဖြစ်ခြင်းကနေကျွန်တော်လူသားတွေခံစားရမယ့်အရာအတိတ်ပဲ5မျိုး S 5လုံးကိုအခြေခံပြီးတော့ဒီနေ့ခွန်အားယူဖို့ဖြစ်ပါတယ်ဆိုတော့ပထမအချက်ကပါလဲဆိုလို့ရှိရင် share 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 ဖြစ်ပါတယ်ပြောချင်တာပါလဲဆိုလို့ရှိရင် the Lamb of God shares our life ဘုရားသခင်ရဲ့တိုးတငယ်ကကျွန်တော်လူသားရဲ့ဘဝကိုမျှဝေခံစားတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ် The Lamb of God shares our life ဘုရားသခင်ရဲ့တိုးတငယ်ကကျွန်တော်ရဲ့အတက်ကိုကျွန်တော်လူသားရဲ့အတက်တာကိုမျှဝေပြီးတော့ခံစားတယ်ဆိုတဲ့ဟာဖြစ်ပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီးနှစ်အခန်းငယ်ခွန်ကနေ8ကိုကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်ပါတွေ့ရတယ်ဆိုလို့ရှိရင်မိမိအသေးကိုဆွံ့၍အစေခံချွန်ဤတရံကိုယူဆောင်လျက်လူကဲ့သို့သောအဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ထို့သောလူ၏ဂုံအင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်အသေးခံခြင်းတာမဟုတ်လဲဝါကတိုင်မှာအသေးခံခြင်းတိုင်အောင်အစေခံချွန်ခံ၍ကိုနှိမ့်ချတော်မူ၏ဖိလိပ္ပိကျမ်းစာထဲမှာကျွန်တော်တွေ့ရတာကဖျားသခင်ရဲ့သားတော်ယေရှုခရစ်ဟာအစေခံကျွန်ရဲ့တရံကိုတူယူပြီးတော့လူသားအဖြစ်ဖွားမြင်လာတယ်။ဒါပြီးတော့ကျွန်တော်လူသားရဲ့ဂုဏ်အင်္ဂါလက္ခဏာနဲ့ပြည့်စုံလေ။ကျွန်တော်လူသားရဲ့ဂုဏ်အင်္ဂါနဲ့သူကအင်မတန်မှပြည့်စုံတဲ့လူသားဖြစ်ပါတယ်။ဆိုတော့ဘုရားသခင်ကသားတော်ယေရှုကိုလူစားတိခံယူခိုင်တဲ့အတွက်ကြောင့်သူဟာကျွန်တော်ရဲ့လူသားဖြစ်ခြင်းကိုသူကမျှဝေတယ်သူဖျားဖြစ်ပေမဲ့ကျွန်တော်လူသားရဲ့လူသားဖြစ်ခြင်းကိုသူမျှဝေပြီးတော့ခံစားတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်ကဘာဦးချမ်းဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်လူသားတွေကိုဘုရားသခင်ကသူ့ရဲ့ပုံတရံတော်နဲ့အညီဖန်ဆင်းတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်ဘုရားသခင်ရဲ့ကကျွန်တော်လူသားတွေကိုသူ့ရဲ့ image သူ့ရဲ့ပုံတရာနဲ့အညီဖန်ဆင်းတဲ့အကြောင်းကဘာဦးချမ်းအခန်းကြီး1အခန်းငယ်26-29မှာကျွန်တော်တွေ့ရပါတယ်။ပြောချင်တာပါလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့ဖြစ်ခြင်း God's being ဘုရားသခင်ရဲ့ဖြစ်ခြင်းကိုကျွန်တော်လူသားတွေကမျှဝေတဲ့သဘောဖြစ်တယ်။ဆိုတော့ဘုရားသခင်ရဲ့ဖြစ်ခြင်းကကျွန်တော်လူသားတွေထဲမှာရှိတဲ့သဘောဖြစ်တယ်။ We share God's being, we share God's image ဘုရားသခင်ရဲ့ပုံတရာကိုကျွန်တော်လူသားတွေကမျှဝေတယ်။ဘုရားသခင်ရဲ့ဖြစ်ခြင်းကကျွန်တော်လူသားတွေမှာရှိတယ်။ဘာဖြစ်လို့လဲဘုရားသခင်ရဲ့ image ကကျွန်တော်မှာရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။ဆိုတော့ကျွန်တော်လူသားတွေကဘုရားသခင်ရဲ့ဖြစ်ခြင်းကိုမျှဝေတယ်။ကျွန်တော်အတက်တာမှာရှိတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ပြောချင်တာပါလဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကိုကြည့်တဲ့အခါမှာ we share God's being ဘုရားသခင်ရဲ့ဖြစ်ခြင်းကိုကျွန်တော်ကမျှဝေ။ဒါပေမဲ့ခရစ်တော်ကိုယေရှုခရစ်တော်ကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ပါတွေ့ရတယ်လဲဆိုလို့ရှိရင်ဘုရားသခင်ရဲ့ဖြစ်ခြင်းကိုကျွန်တော်ကမျှဝေတာမဟုတ်တော့ဘဲနဲ့ဘုရားသခင်ကကျွန်တော်လူသားဖြစ်ခြင်းကိုသူမျှဝေတယ် God shares our being our human life ကျွန်တော်လူသားရဲ့ဘဝကိုဘုရားသခင်ကမျှဝေပြီးတော့ခံစားရဆိုတဲ့သဘောဖြစ်ပါတယ်ခရစ်တော်ဟာလူစားတိခံလာတဲ့အတွက်ကြောင့်လူသားဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်လူသားတွေလိုပဲသူကနေထိုင်ခဲ့တယ်
ကျွန်တော်ပြောချင်တာဖျားသခင်ကကျွန်တော်ရဲ့လူသားဖြစ်ခြင်းကိုတူမျှဝေတယ်တူ share လုပ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ပြောချင်တာပါလေဆိုလို့ရှိရင်ကျွန်တော်ခရစ်တော်အားဖြင့်ဖျားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်အားဖြင့်ကျွန်တော်ဒုက္ခဝေဒနာခံစားတဲ့အခါမှာဖျားသခင်ကဒုက္ခဝေဒနာကိုမျှဝေခံစားရဆိုတဲ့သဘောဖြစ်ပါတယ်ကျွန်တော်ဝမ်းသာတဲ့အခါမှာကျွန်တော်ရဲ့ဝမ်းသာခြင်းကိုဘုရားသခင်ကမျှဝေပါတယ်ကျွန်တော်ဝမ်းနေတဲ့အခါမှာလည်းပဲကျွန်တော်နဲ့အတူဘုရားသခင်ကကျွန်တော်ရဲ့ဝမ်းနေခြင်းကိုမျှဝေပြီးတော့ခံစားပါတယ်ကျွန်တော်အရှင်ပြေတဲ့အခါမှာလည်းပဲကျွန်တော်အရှင်ပြေတယ်လို့ပဲဘုရားသခင်ကကျွန်တော်ရဲ့အရှင်ပြေခြင်းကိုမျှဝေပါတယ်ကျွန်တော်အရှင်မပြေတဲ့အခါမှာလည်းပဲဘုရားသခင်ကကျွန်တော်ရဲ့အရှင်မပြေခြင်းကိုမျှဝေပြီးတော့ခံစားပါတယ်ကျွန်တော်အောင်မြင်တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်ကြဆုံးတဲ့အခါမှာပဲဖြစ်ကျွန်တော်ဒုက္ခဝမ်းမြောက်တဲ့ခါမှာပဲဖြစ်ဖြစ်ကျွန်တော်ဒုက္ခခံစားတဲ့ခါမှာပဲဖြစ်ကျွန်တော်လူသားရဲ့ဖြစ်ခြင်းကိုအမြဲတမ်းပဲဘုရားသခင်ကခရစ်တော်အားဖြင့်မျှဝေခံစားတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်ခရစ်တော်ဟာကျွန်တော်ရဲ့လူသားရဲ့ဖြစ်ခြင်းကိုမျှဝေတဲ့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်အဲဒါကျွန်တော်ဒုက္ခရောက်တဲ့ခါမှာလည်းပဲဘုရားသခင်ကကျွန်တော်ရဲ့ဒုက္ခဝေဒနာကိုမျှဝေတယ်ကျွန်တော်စိတ်ဖိစီးမှုတွေခံစားတဲ့အခါမှာလည်းပဲဘုရားခင်ကခရစ်တော်အားဖြင့်ထိုစိတ်ဖိစီးမှုကိုမျှဝေပြီးတော့ခံစားပေးတယ်ဘုရားခင်ကကျွန်တော်ရဲ့အသက်တာကိုအမြဲတမ်းပဲမျှဝေပေးတဲ့ဘုရားရှင်ဖြစ်ပါတယ်ဘုရားခင်ရဲ့တိုးတငယ်အားဖြင့်ကျွန်တော်ရဲ့အသက်တာကျွန်တော်လူသားရဲ့ဘဝကျွန်တော်ဘဝခံစားတဲ့အသက်တာအားလုံးကိုဘုရားခင်ကမျှဝေတယ်မျှဝေခံစားတယ်ဆိုတဲ့အကြောင်းပထမဦးဆုံးပြောချင်ပါတယ်ဒုတိယ S ကဘာလဲဆိုလို့ရှိရင် suffers ဝေဒနာခံစားခြင်းဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်ကကျွန်တော်လူသားရဲ့အတွက်သူကဒုက္ခဝေဒနာခံစားတယ် The Lamb of God suffers for us ဘုရားသခင်ရဲ့တိုးတငယ်ကကျွန်တော်လူသားရဲ့အတွက်ဒုက္ခဝေဒနာခံစားတဲ့သူဖြစ်တယ်ဒီခရစ်တော်ကဒုက္ခဝေဒနာခံစားမဲ့အကြောင်းကိုဟေရှာယအနာဂတ်ကျမ်းကကြိုပြီးတော့သူဟောခဲ့ပါတယ်အထူးသဖြင့်ကျွန်တော်ဘယ်မှာတွေ့တယ်လဲဆိုလို့ရှိရင်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး53မှာကျွန်တော်ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်ကျွန်တော်ဟေရှာယအခန်းကြီး53အခန်းငယ်1မှာကျွန်တော်ပါတွေ့ရတယ်လဲဆိုလို့ရှိရင်ပမာဏပြုเสียအစင်းတင့်တဲ့ခြင်းမရှိချစ်လို့ဖွယ်သောမျက်နှာလက္ခဏာနဲ့မပြည့်စုံဒီကျွန်တော်လူသားတွေကိုကယ်တင်ဖို့ရန်အတွက်ကြွလာမဲ့မေစီယာဟာတဲ့သူ့မှာအစင်းတက်တဲ့ခြင်း beauty အစင်းတက်တဲ့ခြင်းလှပခြင်းသူ့မှာလုံးဝမရှိဘူးဒါပြီးတော့သူ့မှာချစ်စရာကောင်းတဲ့မျက်နှာလည်းပဲလုံးဝမရှိပါဘူးဆိုပြီးတော့ကြိုပြီးတော့ခရစ်တော်အကြောင်းကိုဟေရှာယကဟောခဲ့ပါတယ်ကျွန်တော်အခန်းငယ်3ကိုဆက်ပြီးတော့ဖတ်တဲ့အခါမှာပါတွေ့ရတယ်လဲဆိုလို့ရှိရင်မထီမဲ့မြင်ပြုတ်ခြင်းခံရသူညဉ့်ညင်သူဖြစ်ပါတယ်သူဟာအမုန်းတရားတွေ hated အမုန်းတရားကိုခံစားရမယ်သူ့ကိုလူတွေကမုန်းကြမယ်ဒါပြီးတော့သူ့ကိုလူတွေကပြစ်ပယ်ကြမယ် reject ပြစ်ပယ်ကြမယ်ဆိုပြီးတော့သူကဟေရှာယကကြိုးပြီးဟောခဲ့ပါတယ်ဆိုယေရှုခရစ်ရဲ့တက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာလည်းပဲသူ့မှာမုန်းတီးတဲ့လူတွေဖာရိဆဲလိုမျိုးအများကြီးပဲရှိပါတယ်သူကို reject လုပ်တဲ့သူ့နောက်လိုက်ဖြစ်တဲ့သူနောက်လိုက်ဒီကတော့မှသူတည်မဲ့ချိန်မှာဆိုလို့ရှိရင်သူ့ကို reject ညှင်းပယ်ခြင်းခံရပါတယ်ဆိုတော့အဲ့ဒါကိုဟေရှာယကကြိုးပြီးတော့ပြောခဲ့ပါတယ်ဆိုတော့ဆက်ပြီးတော့ကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်ပါတွေ့ရတယ်လဲဆိုလို့ရှိရင်နာကြီးခြင်းဝေဒနာနဲ့ဂျုံးဝင်တော်သူရဲ့အတက်တာမှာများစွာသောဒုက္ခဝေဒနာတွေနဲ့ပြည့်စုံလိမ့်မယ်ဆိုပြီးတော့ဟေရှာယကဟောကြားခဲ့ပါတယ်ပြောချင်တာပါလဲဆိုလို့ရှိရင်ခရစ်တော်ဘုရားသခင်ရဲ့တိုးတငယ်ဟာကျွန်တော်လူသားရဲ့အတွက်ဆင်းရဲဒုက္ခဝေဒနာမျိုးစုံကိုခံစားရမယ်ဆိုတာဟေရှာယကလည်းပဲကြိုးပြီးတော့ဟောခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကျမ်းစာထဲမှာလည်းပဲခရစ်တော်အကြောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာနောက်ဆုံးသူကားတိုင်တက်တဲ့အထိကျွန်တော်လူသားရဲ့အတွက်ဝေဒနာခံစားခဲ့တာကျွန်တော်တွေ့ရပါတယ်ကျွန်တော်လူသားရဲ့အတွက်ကြောင့်သူလုံးဝမတောက်ချင်တဲ့အပြစ်ဒီနဲ့ဖြော်ထားတဲ့ခွတ်ကိုသူနာကျင်စွာနဲ့သူတောက်ခဲ့ရပါတယ်။ဒါပြီးတော့
ကျွန်တော်လူသားတွေရဲ့ကယ်တင်ခြင်းအတွက်ဒူအင်မတန်မှလေးတဲ့ကားတိုင်ကိုသူထမ်းခဲ့ပါတယ်ကျွန်တော်လူသားတွေရဲ့ကယ်တင်ခြင်းအတွက်ဒူအင်မတန်မှဝေဒနာခံစားပြီးတော့ကာရီနီလန်ကိုသူရှောက်ခဲ့ရပါတယ်နောက်ဆုံးကျွန်တော်လူသားတွေရဲ့ကယ်တင်ခြင်းအတွက်ကားတိုင်ပေါ်တက်ပြီးတော့သူဝေဒနာခံစားခဲ့ရပါတယ်ကျွန်တော်လူသားတွေအတွက်သူဟာကားတိုင်ပေါ်မှာလှန်နဲ့အထိုးခံရပါတယ်သူရဲ့ခြေလက်ဒီမှာတံမှုနဲ့ရိုက်ချင်းခံရပါတယ်ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်လူသားတွေအတွက်ဒီဖရာသခင်ရဲ့သိုးတငယ်ကဝေဒနာခံစားတဲ့အကြောင်းသူ့ရဲ့ suffering ကိုကျွန်တော်တွေ့ရပါတယ်အဲဒါကြောင့်ခရစ်တော်ရဲ့အတက်တာမှာ suffering ဝေဒနာခံစားခြင်းဆိုတာအမြဲတမ်းပဲခရစ်တော်ရဲ့ဘဝမှာခရစ်တော်ရဲ့ဘဝနဲ့တွန်တွဲနေတဲ့အရာဖြစ်ပါတယ်ဆိုတော့ခရစ်တော်နဲ့ဒုက္ခဝေဒနာဆိုတာအမြဲတမ်းပဲတွန်တွဲနေတဲ့အရာဖြစ်ပါတယ်သူရှင်ပြန်ထမြောက်ပြီးတဲ့အချိန်မှတော့မှသူ့ရဲ့ခြေထောက်တွေမှာသူ့ရဲ့နတ်ဘေးတွေမှာသူခံခဲ့ရတဲ့ဒဏ်ရာတွေဟာဆက်ပြီးတော့ရှိနေပါတယ်ပြောချင်တာသူ့ရဲ့အသက်တာမှာခရစ်တော်ရဲ့အသက်တာမှာကျွန်တော်လူသားတွေအတွက်ပေးဆက်ရတဲ့အတွက်ကြောင့်သူခံရတဲ့ဝေဒနာဟာအမြဲတမ်းပဲသူ့ရဲ့ခန္ဓာမှာရှိနေပါတယ်ကျွန်တော်လူသားတွေအတွက်အမြဲတမ်းပဲဝေဒနာခံစားတဲ့သူဖြစ်တဲ့အကြောင်းဟေရှာယကလည်းပဲ suffering servant ဝေဒနာကိုခံစားတဲ့အစေခံအဖြစ်နဲ့ဟေရှာယကလည်းပဲကြိုးပြီးတော့ပြောခဲ့ပါတယ်အဲဒါကြောင့်ပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်လူသားတွေကျွန်တော်ယုံကြည်သူတွေဒုက္ခဝေဒနာခံစားတဲ့အခါမှာကျွန်တော်ထဲမဟုတ်ပါဘူးခရစ်တော်ဟာလည်းပဲကျွန်တော်လူသားတွေအတွက်ဝေဒနာခံစားတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူအမြဲတမ်းပဲဒုက္ခဝေဒနာကိုခံစားပေးတဲ့မျှဝေခံစားပေးတဲ့သူဖြစ်ပါတယ်ကျွန်တော်ဒုက္ခခံတဲ့အခါမှာသူကျွန်တော်နဲ့အတူဒုက္ခခံတဲ့သူဖြစ်ပါတယ်ကျွန်တော်အတွက်အမြဲတမ်းပဲဒုက္ခခံတဲ့သူဝေဒနာကိုခံစားတဲ့ယေရှုဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ရဲ့သိုးတငယ်ဟာကျွန်တော်လူသားတွေအတွက်အမြဲတမ်းပဲဝေဒနာခံစားတဲ့သူဖြစ်ပါတယ် The Lamb of God suffers for us ဘုရားသခင်ရဲ့သိုးတငယ်ဟာကျွန်တော်လူသားတွေအတွက်အမြဲတမ်းပဲဝေဒနာကိုခံစားတဲ့သိုးတငယ်ဖြစ်တဲ့အကြောင်းကျွန်တော်တို့တွေ့ရပါတယ်နံပါတ်3အချက်ကပါလဲဆိုလို့ရှိရင် The Lamb of God is slain for us slain ဘုရားသခင်ရဲ့သိုးတငယ်ဟာကျွန်တော်လူသားတွေအတွက်ကျွန်တော်လူသားတွေအပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်အသေးတခြင်းကိုခံရတဲ့လူဖြစ်တယ်ဘုရားသခင်ရဲ့သိုးတငယ်ဟာကျွန်တော်ယုံကြည်သူတွေအတွက်ကယ်တင်ခြင်းရဖို့ရန်အတွက် slain အသေးတခြင်းခံရတဲ့သူဖြစ်ပါတယ်ကျွန်တော်လူသားတွေအတွက်ဇစ်ပူစော်ခြင်းခံရတဲ့သူဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဗျာဒိတ်ချန် Revelation အခန်းကြီး9အခန်းငယ်9ကိုကျွန်တော်ကြည့်တဲ့အခါမှာအခန်းငယ်7နဲ့ဗျာဒိတ်ချန်အခန်းကြီး9အခန်းငယ်ဗျာဒိတ်ချန်အခန်းကြီး9အခန်းငယ်9အခန်းငယ်7နှစ်ခုစလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ပါတွေ့ရတယ်ဆိုလို့ရှိရင်ကိုမြင့်ခံရသောသိုးတငယ် slain lamb of God ဖျားသခင်ရဲ့ကိုမြင့်ချင်းခံရတဲ့ဖျားသခင်ရဲ့သိုးတငယ် slain lamb ဆိုပြီးတော့ပြတိချန်ရေးတဲ့ရှင်ယောဟန်ကတုံ့ထားပါတယ်ပြောချင်တာပါလဲဆိုလို့ရှိရင်ဖျားသခင်ရဲ့သိုးတငယ်ဖြစ်တဲ့ခရစ်တော်ကကျွန်တော်ရဲ့ဘဝကို share မျှဝေခံစားရမှာကဘူးကျွန်တော်လူသားတွေအတွက်ဝေဒနာခံစားရမှာကဘူးကျွန်တော်လူသားတွေအတွက်အသက်ကိုပါပေးတဲ့ဘုရားသခင်ရဲ့သိုးတငယ်ဖြစ်တယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဒါဆိုလို့ရှိရင်ဒီခရစ်တော်ကဘုရားသခင်ရဲ့သိုးတငယ်ကဘာဖြစ်လို့ကျွန်တော်အတွက်အသေးခံဖို့လိုတယ်လဲမတည်ဘဲနဲ့ကိုကျွန်တော်ကိုဘာဖြစ်လို့မကယ်တင်တာလဲဘာဖြစ်လို့သူဝေဒနာကိုခံစားဖို့လိုတယ်လဲသူဘာဖြစ်လို့ကားတိုင်ပေါ်မှာဖျားသားဖြစ်ပြီးတော့တေဖို့လိုတာလဲမတေဘဲနဲ့ကျွန်တော်ကိုကယ်တင်လို့မရဘူးလားဆိုတဲ့ဟာမေးစရာရှိပါတယ်ဒါပေမဲ့ကျွန်တော်စံစာတစ်ခုလုံးကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ပါတွေ့ရတယ်လဲဆိုလို့ရှိရင်အပြစ်လွတ်မြောက်ဖို့ရန်အတွက်တစ်ဖက်မှာတေခြင်းဆိုတာအရေးပါပါတယ်ပြောချင်တာဘာလဲဆိုလို့ရှိရင်တမဟောင်းစံစာကိုကျွန်တော်ကြည့်တဲ့အခါမှာလည်းပဲဣသေလလူမျိုးရဲ့ဘာသာရေးယုံကြည်ခြင်းမှာ
တို့ရဲ့အပြစ်လုပ်တဲ့အခါမှာအပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်တို့ဇစ်ပူစော်မရပါတယ်သူတို့ sacrifice ဇစ်ပူစော်ရပါတယ်ဆိုတော့တို့ဒါကို sin sacrifice လို့ခေါ်တယ်ဒီအပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်အကောင်တစ်ခုခုနဲ့ဇစ်ပူစော်တဲ့ဟာဆိုတော့ပြောချင်တာတစ်ဖက်မှာဇစ်ကောင်တည်ပြီးတော့သူ့ရဲ့အသွေးတော်အားဖြစ်တာလင်းအပြစ်ကနေလွတ်မြောက်မယ်လို့တမန်တော်ကျမ်းစာမှာလည်းပဲကျွန်တော်တို့တွေ့ရပါတယ်။ဒါပြီးတော့ယောမဩဝါဒစာခန်းကြီး9အခန်းငယ်23မှာယောမဩဝါဒစာခန်းကြီး9အခန်းငယ်23မှာကျွန်တော်ပါတွေ့ရတယ်လေဆိုလို့ရှိရင်အပြစ်ရဲ့အခကာတည်ခြင်းပေသည်အပြစ်ရဲ့အခဆိုတာတည်ခြင်းဖြစ်ပါတယ်။ဆိုတော့အပြစ်ဖြစ်တဲ့အတွက်ကြောင့်အပြစ်ဖြစ်တဲ့လူသားတွေကတေကိုတေရမှာဖြစ်ပါတယ်။မတေလို့မရဘူးဆိုတော့တစ်ဖက်မှာပြောမယ်ဆိုလို့ရှိရင်အပြစ်အတွက်တေဖို့လိုပါတယ်ကျွန်တော်လူသားတွေကအပြစ်သားတွေဖြစ်တဲ့အတွက်ကြောင့်တေကိုတေရမယ်ဆိုတော့ဘုရားသခင်နဲ့အဆက်အသွယ်ပြတ်ရမယ်ဆိုတော့ဘုရားသခင်သားသမီးဖြစ်ခြင်းကဘုရားသခင်ရဲ့သားသမီးမဖြစ်တော့ဒါပြီးတော့ဝိညာဉ်တေခြင်းကိုကျွန်တော်ခံစားရမယ်အရာဖြစ်တယ်ဆိုတာယောမဩရာစာမှာရှင်ဘောလူကပြောထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်လူသားတွေကပြစ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်သေရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီသေခြင်းကနေလွတ်မြောက်ဖို့ရန်အတွက်ဒီတိုင်းလွတ်လုံးမရဘူးတခုခုတော့ပြန်ပြီးတော့သေပေးရမယ်အဲ့ဒါကြောင့်ဘုရားသခင်ကကျွန်တော်သေခြင်းကနေလွတ်မြောက်ဖို့ရန်အတွက်သူ့ရဲ့တပါးတီတော်သားတော်ကိုကျွန်တော်ကိုစားသေခိုင်းတာဖြစ်ပါတယ်ဆိုတော့သူသေတဲ့အတွက်ကြောင့်ကျွန်တော်လည်းအပြစ်တရားကနေလွတ်မြောက်တာဖြစ်ပါတယ်အဲဒါကြောင့်ခရစ်တော်ကကျွန်တော်အတွက်ကိုစားသေပေးရခြင်းဖြစ်ပါတယ်ကျွန်တော်သူမသေရင်ကျွန်တော်ကအပြစ်ကနေလွတ်မြောက်မှာမဟုတ်ဘူးကျွန်တော်အပြစ်ကနေလွတ်မြောက်ဖို့ဆိုလို့ရှိရင်သေမဲ့အရာကျွန်တော်ကိုစားသေမဲ့အရာလိုပါတယ်ဆိုတော့သေမဲ့အရာလည်းပဲပါလဲဆိုလို့ရှိရင်ဒီဘုရားခင်ရဲ့သားတော်ယေရှုအားဖြစ်တာတင်ဖြစ်တယ်အဲ့ဒါကြောင့်ခရစ်တော်ကကျွန်တော်ကိုစားသေပေးတဲ့အတွက်ကြောင့်ကျွန်တော်ကသေခြင်းတရားကနေလွတ်မြောက်ရခြင်းဖြစ်ပါတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ပြောချင်တာပါလဲဆိုလို့ရှိရင်ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်အခန်းကြီး9အခန်းငယ်18မှာခရစ်တော်ဒီငါတို့အဖို့အလုံးဟာအသက်တော်ကိုစွန့်တော်မူ၏ကျွန်တော်လူသားရဲ့အတွက်သူ့ရဲ့အသက်ကိုခရစ်တော်ကစွန့်ခဲ့တယ်ကျွန်တော်လူသားရဲ့အသက်အပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်ခရစ်တော်ကအသေးသက်ခြင်းကိုခံရတာဖြစ်ပါတယ် slain for us ကျွန်တော်အတွက်အသေးသက်ခြင်းကိုခံရတာဖြစ်ပါတယ်ရှင်ယောဟန်ခန်းကြီး3အခန်းငယ်16မှာကျွန်တော်သိတဲ့အတိုင်းပဲပါတွေ့ရတယ်လေဆိုလို့ရှိရင်တပါးတီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတော်ကိုချစ်တော်မူတယ်သူရဲ့တပါးတီတော်သားတော်ကိုစွန့်တဲ့တိုင်အောင်ကျွန်တော်လူသားတွေကိုဘုရားသခင်ကမေတ္တာထားတယ်ဆိုတော့ဘုရားသခင်ရဲ့တေခြင်းခရစ်တော်ကဘုရားသခင်ရဲ့တိုးတငယ်ကဲ့သို့ဂါးတိုင်ပေါ်မှာတေခြင်းကကျွန်တော်အပြစ်ကနေလွတ်မြောက်ခြင်းအတွက်အရေးပါတယ်လို့ဒီခရစ်တော်ရဲ့တေခြင်းကဘာကိုပုံဖော်တယ်လဲဆိုလို့ရှိရင်ဘုရားသခင်ကကျွန်တော်လူသားတွေကိုဘယ်လောက်ချစ်တယ်လဲဆိုတာဘုရားသခင်ရဲ့မေတ္တာတရားကိုပုံဖော်တဲ့အရာလေးပဲဖြစ်ပါတယ်ဆိုခရစ်တော်ရဲ့တေခြင်းကဘုရားသခင်ကကျွန်တော်လူသားတွေကိုဘယ်လောက်ထိချစ်တယ်ဆိုတာကိုပုံဖော်တဲ့အရာပဲဖြစ်ပါတယ်ဆိုဘုရားသခင်ကသူကအမတမကြီးကျယ်တဲ့အမတမအောပွဲကောင်းတဲ့သူ့ရဲ့ဖန်ဆင်းခြင်းသူဖန်ဆင်းတဲ့အရာတွေအမတမအောစရာကောင်းတဲ့ကျယ်ရီလာတွေရေတွေတစ်ပင်တွေအားဖြင့်ကျွန်တော်ဒါဟာဘုရားသခင်ရဲ့ကြီးမားတဲ့အရာကိုဖော်ပြတယ်လို့ပဲကျွန်တော်လူသားတွေသူ့ရဲ့တပါးတီတော်သားတော်ကိုပေးတဲ့တိုင်အောင်ကျွန်တော်ကိုချစ်တဲ့အရာဟာလည်းပဲအမတမအောစရာကောင်းပါတယ်ပြောချင်တာသူဖန်ဆင်းတဲ့အရာတွေကိုကြည့်ပြီးမှဘုရားသခင်ရဲ့ကြီးမားလာတဲ့အရာကိုကျွန်တော်မြင်တယ်လို့ကျွန်တော်လူသားတွေအတွက်သူ့ရဲ့တပါးတီတော်သားတော်ကိုပေးပြီးတော့ဂါးတိုင်ပေါ်မှာတေခိုင်းတဲ့အရာကိုကြည့်ပြီးမှလည်းပဲဘုရားသခင်ရဲ့မေတ္တာဟာဘယ်လောက်ကြီးမားတယ်လဲဆိုတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်လူသားတွေဆိုလို့ရှိရင်ကိုယ်အိမ်ဘေးကကလေးကကိုယ်ကလေးကိုငိုခိုင်းရင်တော့မှမကျေနပ်ကြဘူးအင်မတန်မှဒေါကန်ကြပါတယ်တချို့ကအင်မတန်မှစိတ်ဆိုးကြပါတယ်
ကျွန်တော်အဲ့ဒီကလေးတယောက်ကကိုယ်ကလေးကိုငိုခိုင်းတဲ့အတွက်ကြောင့်အိမ်နေချင်းစကားများတဲ့တူတွေလည်းပဲအများကြီးပဲရှိကြပါတယ်ဒါပေမဲ့ဖျားသခင်ကတော့ကျွန်တော်လူသားရဲ့လွတ်မြောက်ခြင်းအတွက်သူ့ရဲ့တပါးတီတော်သားတော်ကိုပေးတဲ့အထိကျွန်တော်ပေါ်မှာမေတ္တာထားတယ်အင်မတန်မှကြီးမားတဲ့ဖျားရဲ့မေတ္တာဆိုတာကားတိုင်ပေါ်မှာတည်တတ်ခြင်းခံရတဲ့ဘုရားသခင်ရဲ့တိုးတငယ်ယေရှုကိုကြည့်ခြင်းအဖြစ်ဘုရားသခင်ရဲ့ကြီးမားတဲ့မေတ္တာကိုကျွန်တော်ကတွေ့နိုင်ပါတယ်ဘုရားသခင်ရဲ့မေတ္တာဟာဘယ်လောက်ကြီးမားတယ်လဲဆိုတာကျွန်တော်လူသားရဲ့အတွက်အတည်တတ်ခြင်းခံရတဲ့ခရစ်တော်အဖြစ်ကျွန်တော်တွေ့ရပါတယ်ခရစ်တော်ဟာကျွန်တော်အတွက်အတည်တတ်ခြင်းကိုခံရတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့နံပါတ်၄အချက်ကပါလဲဆိုလို့ရှိရင်substitutes ဆိုတာအစားထိုးတာဘုရားသခင်ရဲ့တိုးတငယ်ခရစ်တော်တည်ခြင်းကြောင့်ကျွန်တော်ရဲ့အပြစ်ဒီကိုအစားထိုးပေးတာဖြစ်ပါတယ်ကျွန်တော်တည်မဲ့နေရာမှာသူကတည်ပြီးတော့အစားထိုးပေးတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီ the Lamb of God ဆိုတဲ့ဘုရားသခင်ရဲ့တိုးတငယ်ဆိုတဲ့ဟာကိုကျွန်တော်ပြန်မှာတွေ့ရတယ်လဲဆိုလို့ရှိရင်အထူးသဖြင့်ပထမဆုံးကကျွန်တော်ပြန်မှာတွေ့ရတယ်လဲဆိုလို့ရှိရင်ဣသေလလူမျိုးတွေအီဂျစ်ပြည်ကနေလွတ်လာတဲ့ချိန်မှာလွတ်တော့မဲ့ချိန်မှာဘုရားသခင်ကအီဂျစ်လူမျိုးတွေရဲ့တားဦးတွေအကုန်လုံးကိုတတ်ဖို့ရန်အတွက်ကျင့်ချင်းပေးတဲ့အခါမှာဣသေလလူမျိုးတွေကတော့ထိုတင်ချင်းကနေလွတ်မြောက်ဖို့ရန်အတွက်သူတို့ပါလုပ်တယ်လေဆိုလို့ရှိရင်ဘုရားသခင်ကပါကိုလုပ်ခိုင်းတယ်လေဆိုလို့ရှိရင်သူတို့ရဲ့ပရင်ပေါက်မှာသူတို့ရဲ့တကပေါက်ထိတ်မှာတိုးတငယ်ရဲ့အသွေးကိုသူတို့ရဲ့အသွေးကိုသူတို့ကိုလင်းခိုင်းပါတယ်ဆိုတော့သူတို့ရဲ့ဒီသွေးပရင်ပေါက်ပေါ်မှာတကပေါက်ပေါ်မှာဒီတိုးရဲ့အသွေးကိုလိမ့်တဲ့ဣသေလလူမျိုးတိုင်းဟာတေချင်းတရားကနေလွတ်မြောက်ကြပါတယ်။ဒေါ်ရှင်နာပါလဲဆိုလို့ရှိရင်တို့အတွက်တေချင်းတရားကိုတို့ရဲ့တကပေါက်မှာလိမ့်ထားတဲ့သိုးတငယ်ရဲ့အတွေးကအစားထိုးပေးတာကျွန်တော်တွေ့ရပါတယ်။ဒီသိုးတငယ်ရဲ့အတွေးကြောင့်တို့ကတေချင်းတရားကနေတို့လွတ်မြောက်ပါတယ်။အဲ့လိုပဲကျွန်တော်ယုံကြည်သူတွေဟာလည်းပဲခရစ်တော်ရဲ့အတွေးတော်အားဖြင့်ကျွန်တော်ဟာတေရမဲ့နေရာကနေကျွန်တော်လွတ်မြောက်ခြင်းရပါတယ်။ဒေါ်ရှင်နာဒီဘုရားသခင်ရဲ့တိုးတငယ်ကကျွန်တော်ရဲ့တေချင်းကိုအစားထိုးပေးတာ substitutes လုပ်ပေးတဲ့အကြောင်းကျွန်တော်တို့တွေ့ရပါတယ်။ So ခရစ်တော်ဒီတိုးတငယ်ရဲ့အတွေးကိုလိမ့်တဲ့ဣသေလလူမျိုးတွေကသူတို့အိမ်ထဲမှာဘသူတွေရှိတယ်ဆိုတာအရေးမကြီးဘူး။သူတို့ရဲ့တကပေါက်မှာဒီခရစ်တော်ဒီတိုးတငယ်ရဲ့အတွေးရှိတာမရှိတာပဲအရေးကြီးတယ်။ဒီအထဲမှာဘသူတွေရှိတယ်လဲဆိုတာအိမ်ထဲမှာဘသူတွေရှိတယ်လဲဆိုတာအရေးမကြီးဘူးသူတို့တကပေါက်မှာတိုးရဲ့အတွေ့ရှိခြင်းမရှိခြင်းပေါ်မှာပဲအရေးကြီးပါတယ်သူတို့ဒီတိုးရဲ့အတွေ့ရှိပြီဆိုလို့ရှိရင်အိမ်ထဲမှာရှိတဲ့လူအလုံးဟာတေချင်းကနေလွတ်မြောက်တာဖြစ်ပါတယ်ပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်ယုံကြည်သူတွေကျွန်တော်လူသားတွေကျွန်တော်အပြစ်ဘယ်လောက်ကြီးတယ်မကြီးတယ်ဆိုတာအရေးမပါပါဘူးကျွန်တော်ရဲ့အထဲမှာဘယ်လောက်ထိအပြစ်ကြီးနေတယ်လဲသေးနေတယ်လဲဘယ်လောက်ထိအပြစ်တွေကရှိနေတယ်လဲဆိုတာအဓိကမဟုတ်ဘူးကျွန်တော်ရဲ့အထဲမှာခရစ်တော်ရဲ့အသွေးတော်ရှိခြင်းမရှိခြင်းကအရေးပါပါတယ်ခရစ်တော်ဟာကျွန်တော်လူသားတွေအတွက်ကျွန်တော်ရဲ့အပြစ်ကိုစားတူတေပေးတယ်အသွေးသွန်းလောင်းပေးတယ်ဆိုတာကိုလက်ခံခြင်းမလက်ခံခြင်းပေါ်မှာပဲမူတည်ပါတယ်ကျွန်တော်ရဲ့အပြစ်ကြီးခြင်းမကြီးခြင်းပေါ်မှာမမူတည်ပါဘူးခရစ်တော်ရဲ့အသွေးတော်ကိုယုံကြည်လက်ခံတဲ့ယုံကြည်သူတိုင်းဟာတည်ခြင်းတရားကနေလွတ်မြောက်ခြင်းကိုရတယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်လူသားရဲ့တည်ခြင်းတရားကနေလွတ်မြောက်အောင်အစားထိုးပေးတဲ့သူဟာယေရှုဖြစ်ပါတယ်ကျွန်တော်အပြစ်တရားကနေလွတ်မြောက်ဖို့ရန်အတွက်ကျွန်တော်ပိုင်ဆိုင်တဲ့ပိုက်ဆံနဲ့လည်းဝယ်လို့မရပါဘူးဆိုတော့တချို့ကခရိယာနေကသူတို့မကောင်းတာလုပ်တဲ့ဟာကိုအလှူထည့်ပြီးတော့လွတ်မြောက်ဖို့ကြိုးစားတတ်ကြပါတယ်ဆိုတော့ကျွန်တော်မြန်မာပြည်မှာလည်းပဲအများကြီးပဲရှိပါတယ်မွေးဆေးဝါးတွေရောင်းပြီးတော့ဆေးပြားတွေရောင်းပြီးတော့ရလာတဲ့ငွေထဲကနေအများကြီးပြန်ပြီးတော့လှူတဲ့ဟာမျိုးပြောချင်တာကဒီအရာတွေကျွန်တော်လှူတဲ့အရာတွေကျွန်တော်ပိုင်ဆိုင်နေကျွန်တော်ပိုင်ဆိုင်တဲ့အရာတွေကကျွန်တော်ရဲ့အပြစ်တွေကို substitute လုပ်
အစားထိုးလို့လုံးဝမရပါဘူးကျွန်တော်ရဲ့အပြစ်တွေကိုအစားထိုးနိုင်တာကခရစ်တော်ရဲ့အသွေးတော်တစ်ခုတည်းပဲရှိပါတယ်ဆိုတော့ခရစ်တော်ရဲ့အသွေးတော်အဖြစ်ကျွန်တော်ရဲ့အသွေးတွေကိုကျွန်တော်ရဲ့သိချင်းတရားကိုဘုရားသခင်ကအစားထိုးပေးတာဖြစ်ပါတယ်ဟေပြေဩဝါဒစာအခန်းကြီး30အခန်းငယ်4ကိုကြည့်တဲ့အခါမှာနွားရီစိတ်တည်းရဲ့အသွေးတော်အဖြစ်ကျွန်တော်လွတ်မြောက်ခြင်းမရနိုင်ဘူးဘုရားသခင်ရဲ့သားတော်ခရစ်တော်ရဲ့အသွေးတော်အားဖြစ်တာလင်ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တော်ခရစ်တော်ရဲ့အသွေးတော်အားဖြစ်တာလင်ကျွန်တော်အပြစ်ကနေလွတ်မြောက်ခြင်းရနိုင်ပါတယ်ဆိုတာကိုဟေဘေဩဝါဒစာထဲမှာကျွန်တော်တွေ့ရပါတယ်ဆိုတော့ခုနဖတ်သွားတဲ့ရှေးယောဟန်ခန်းကြီး1အခန်းငယ်29မှာဤလောကရဲ့အပြစ်ကိုဆောင်သွားတော့ဘုရားသခင်ရဲ့တိုးတငယ်ကျွန်တော်ရဲ့အပြစ်တွေကိုဆောင်သွားတဲ့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်ပါတယ်ကျွန်တော်ရဲ့အပြစ်တွေအတွက်ဘုရားသခင်ရဲ့တိုးတငယ်ကကားတိုင်ပေါ်မှာတူပေးဆက်ခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်ရဲ့အထဲမှာဖြစ်တဲ့အပြစ်အမဲဆက်တွေအတွက်ဘုရားသခင်ကသူ့ရဲ့အသွေးတော်အဖြစ်ဒီအမဲဆက်တွေကိုသူဆေးကြောပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်လူသားရဲ့အပြစ်ကြွေးတွေကိုဘုရားသခင်ကသူ့ရဲ့တိုးတငယ်အားဖြင့်သူကအကုန်လုံးပေးလျော်ပေးတာဖြစ်ပါတယ်ကျွန်တော်အတွက်ကတော့ဒီဘုရားသခင်ရဲ့အပြစ်လွတ်ခြင်းကိုယုံကြည်လက်ခံဖို့ပဲကျွန်တော်မှလိုအပ်ပါတယ်ခရစ်တော်အဖြစ်သူရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်ရဲ့အသွေးတော်အဖြစ်ကျွန်တော်ရဲ့အပြစ်တွေကိုသူပေးလျော်ပေးတာအစားထိုးပေးတာဖြစ်တယ်ဆိုတာကိုပြောချင်ပါတယ်ဆိုတော့နောက်ဆုံးအချက်နံပါတ်5အချက်ကပါလဲဆိုလို့ရှိရင် The Lamb of God saves us နောက်ဆုံး S က saves ကျွန်တော်ကိုကယ်တင်တယ်ကျွန်တော်ကိုကယ်တင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်ဘုရားသခင်ရဲ့သွေးတိုးတငယ်ဖြစ်တဲ့ခရစ်တော်အဖြစ်ကျွန်တော်ကိုဘုရားသခင်ကအပြစ်တရားကနေကယ်ချွတ်တာကျွန်တော်ကအဒီဘုရားသခင်ရဲ့တိုးတငယ်ကြောင့်ကျွန်တော်ကကယ်တင်ခြင်းကိုရခွင့်ရတယ်ဒီဘုရားသခင်ရဲ့တိုးတငယ်တော်အဖြစ်ကျွန်တော်ကအပြစ်ကနေလွတ်မြောက်ခြင်းရတယ်ဒီတိုးတငယ်တော်အဖြစ်ကျွန်တော်ကကယ်တင်ခြင်းရတယ်ဒီတိုးတငယ်တော်အဖြစ်ကျွန်တော်ကထာဝရအသက်ကိုပိုင်ဆိုင်ခွင့်ရတယ်ဆိုရဲသဘောဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီး9အခန်းငယ်30ယောမခန်းကြီး9အခန်းငယ်30မှာကျွန်တော်ပတ်တွေ့ရတယ်လေဆိုလို့ရှိရင်အကြောင်းမူကားယန်တူဖြစ်လျက်ပင်ဘုရားသခင်၏သားတော်အတေခံတော်မူခြင်းအားဖြင့်ငါတို့ဒီဘုရားသခင်နဲ့မေတ္တာရဖွဲ့ခြင်းကျေးဇူးတော်ကိုခံရသည်မှန်လေမေတ္တာရဖွဲ့ပြီးမှအသက်တော်အားဖြင့်ကယ်တင်တော်မူခြင်းတို့ရောက်မည်ဟုတာ၍မျှော်လင့်ရှာရှိ၏ဘုရားသခင်ကသူ့ရဲ့တိုးတငယ်တော်ဖြစ်တဲ့ခရစ်တော်အားဖြင့်ဘုရားသခင်နဲ့ကျွန်တော်လူသားတွေကပြန်ပြီးတော့တင့်မြတ်ခြင်းကိုရတယ်ပြန်ပြီးတော့ဘုရားသခင်နဲ့ fellowship မေတ္တာရပြန်ပြီးတော့ဖွဲ့ခွင့်ရတယ်ဒါပေမဲ့ဒီတိုးတငယ်တော်အဖြစ်ကျွန်တော်ကကယ်တင်ခြင်းကိုရတယ်ဆိုပြီးတော့ယောမဩရာစာမှာရှင်ဘောလူကပြောထားတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ပိုင်ဆိုင်မှုအဖြစ်ကျွန်တော်ပိုင်ဆိုင်သမျှအဖြစ်ဘယ်အရာနဲ့မှဝေလို့မရတဲ့ကယ်တင်ခြင်းကိုခရစ်တော်အဖြစ်သူ့ရဲ့တိုးတငယ်တော်ဖြစ်တဲ့ခရစ်တော်အဖြစ်ဘုရားသခင်ကကျွန်တော်ကိုပေးပါတယ်သူ့ရဲ့တိုးတငယ်တော်ဖြစ်တဲ့ခရစ်တော်အဖြစ်ကျွန်တော်ပါနဲ့မှဝယ်လို့မရနိုင်တဲ့ကယ်တင်ခြင်းထာဝရအသက်ကိုကျွန်တော်ကိုပေးတာတွေ့ရပါတယ်ခရစ်တော်ရဲ့အသွေးတော်အဖြစ်ကျွန်တော်ဟာကယ်တင်ခြင်းရတယ်ဘုရားသခင်ရဲ့တိုးတငယ်ကကျွန်တော်ကိုကယ်တင်နေဆိုတဲ့တဘောဖြစ်ပါတယ်ကျွန်တော်ခုနပြောတဲ့အချက်ကပါလဲဆိုလို့ရှိရင်ဘုရားသခင်ကကျွန်တော်လူသားရဲ့ဘဝကိုမျှဝေပေးတယ်ဘုရားသခင်ကကျွန်တော်လူသားရဲ့အတွက်ဒုက္ခဝေဒနာခံစားတယ်ဘုရားသခင်ကကျွန်တော်လူသားရဲ့အတွက်အတိတ်ခံပေးတယ်ဘုရားသခင်ကကျွန်တော်လူသားရဲ့အတွက်ပါလဲဆိုလို့ရှိရင်အပြစ်ကိုပေးလျှော့ပေးတယ်အစားထိုးပေးတယ်ဘုရားသခင်ကကျွန်တော်လူသားတွေကိုသူ့ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်အားဖြင့်ကျွန်တော်ကိုကယ်တင်နေဆိုတဲ့အရာကျွန်တော်တွေ့ရပါတယ်ဆိုတော့အဲဒီထဲမှာရှင်ယောဟန်ကဗတ္တိဇံဆရာယောဟန်ကသူတရားဟောတဲ့အခါမှာနားထောင်နေတဲ့ပရိသတ်တွေကိုယေရှုလာတဲ့အခါမှာသူပြောတဲ့အရာဖြစ်ပါတယ်ဒါပါလေဆိုလို့ရှိရင်ခုနကျွန်တော်ဖတ်တဲ့အခါမှာပဲယေရှုခရစ်ကိုဗတ္တိဇံဆရာယောဟန်ကမြင်တဲ့အခါမှာတင်တဲ့အပြစ်ကိုဆောင်သွားတော့ဖျားသခင်ရဲ့တိုးတငယ်ကိုကြည့်လို့ Behold the Lamb of God
ဖျားသခင်ရဲ့တိုးတငယ်ကိုကြည်လောတိတ်ရဲ့အပြစ်ကိုဆောင်သွားတော့ဖျားသခင်ရဲ့တိုးတငယ်ကိုကြည်လောဆိုပြီးတော့ကြည်ဖို့ရန်အတွက်မှားထားပါတယ် Behold the Lamb of God ဖျားသခင်ရဲ့တိုးတငယ်ကိုကြည်ပါဤလေလားလူမျိုးတွေဟာသူတို့ဖျားဒီလွတ်မြောက်ခြင်းဂျုံဘဝကနေလွတ်မြောက်ခြင်းသူတို့ရဲ့ဘဝမှာသူတို့ရဲ့နိုင်ငံမှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းရှိဖို့ရန်အတွက်မေစီယာကိုနှစ်ပေါင်းများစွာသူတို့မျှော်လင့်ခဲ့ကြပါဒါပေမဲ့ဒီမေစီယာဆိုတဲ့ယေရှုကြွလာတဲ့ချိန်မှာကြတော့သူတို့ကယေရှုဟာမေစီယာမှမတိကြဘူးသူတို့ယေရှုဟာမေစီယာဖြစ်တယ်ဆိုပြီးတော့သူတို့ကတည့်မှမပြုဘူးယေရှုကိုမေစီယာဖြစ်တယ်ဆိုပြီးတော့သူတို့ကမကြည့်ကြဘူးသူတို့ကမကြည့်ကြဘူးဆိုတာတွေ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဣသရေလလူမျိုးတွေကသူတို့မျှော်လင့်နေတဲ့မေစီယာကဘယ်လိုမျိုးမေစီယာလဲဆိုလို့ရှိရင် Lamb of God ဘုရားသခင်ရဲ့တိုးတငယ်မဟုတ်ဘဲနဲ့ Lion of God ဘုရားသခင်ရဲ့ခြင်တစ် Lamb of God မဟုတ်ဘဲနဲ့ Lion of God ကိုသူတို့ကမျှော်လင့်နေတယ်။ Lion ဆိုတာဘာလဲဆိုလို့ရှိရင်ခြင်တစ်ပေါ့ခြင်တစ်ဆိုတာအင်မတန်မှဩဇာရှိတယ်သူကြိုက်တဲ့အကောင်ကိုတတ်စားနိုင်တယ်ပေါ့လေကြိုက်စားနိုင်တယ်ဆိုတော့သူကအင်မတန်မှခွန်အားအရှိဆုံးသောတရိษံတွေထဲမှာအားအရှိဆုံးသူအကောင်မှန်သမျှကိုသူကြိုက်စားလို့ရတယ်အင်မတန်မှတကိုးရှိတယ်ဩဇာရှိတယ်အာနာရှိတယ် lion ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးမေစီယာကိုသူတို့ကမျှော်လင့်တာဆိုတော့သူတို့မျှော်လင့်တဲ့မေစီယာက lamb တိုးတငယ်လို့မဟုတ်ဘဲနဲ့တိုးတငယ်ဆိုတာဣသေလလူမျိုးရဲ့ဒလေမှာဒီဇစ်ပူစောဖို့ရတဲ့အတွက်သူတို့တုံးပြတဲ့တိုးတငယ်ကဘယ်နှစ်သားလဲဆိုလို့ရှိရင်တစ်နှစ်သားအရွယ်ပဲဖြစ်တယ်အင်မတန်မှငယ်သေးတဲ့တိုးတငယ်ဖြစ်တယ်ဘာမှသူ့မှာခွန်အားလည်းမရှိဘူးသူကခန္ဓာလည်းကိုယ်ခန္ဓာလည်းပဲသူကအင်မတန်မှသေးငယ်တယ်သူ့မှာဘာမှတကောဩဇာမရှိဘူးဒါပေမဲ့သူ့မှာပါခွန်အားမှလည်းမရှိဘူးသူကတိုးငယ်ငယ်လေးဖြစ်တယ်ဒါပေမဲ့ဣသေလလူမျိုးတွေမျှော်လင့်တဲ့အခါကအဲ့လိုမျိုးပါမအင်အားမရှိတဲ့ပါမခွန်အားမရှိတဲ့ကိုခန္ဓာလည်းမကြီးတဲ့ lamb တိုးတငယ်လိုမျိုးမဟုတ်ဘဲနဲ့ lion ခြင်တဲ့လိုခန္ဓာကိုယ်လည်းကြီးထွားပြီးတော့အင်မတန်မှခွန်အားရှိတဲ့မေစီယာမျိုးကိုမျှော်နေတာဆိုတော့ယေရှုကအဲ့လိုမျိုးမေစီယာမဖြစ်တဲ့အတွက်ကြောင့်သူ့ကိုမတိကြဘူးသူ့ကိုမမြင်ကြဘူးသူ့ကိုမကြည့်ကြဘူးဒါပေမဲ့ဗာပိဆန်ဆရာယောဟန်ကတော့ဒီဖျားသခင်စေလွတ်တဲ့မေစီယာဟာ lion ခွန်အားရှိတဲ့ယေရှုခွန်အားရှိတဲ့မေစီယာမျိုးမဟုတ်ဘဲနဲ့ lamb အမတမခွန်အားနေတဲ့ဖျားသခင်ရဲ့တိုးတငယ်အတေတချင်းကိုခံရမဲ့တိုးတငယ်တပါလို့ပဲဖော်ပြထားပါတယ်ဆိုချင်းလေးလိုမျိုးခွန်အားရှိတဲ့ယေရှုကယေရှုအရှင်မဟုတ်ဘူးဒုက္ခဝေဒနာကျွန်တော်အတွက်အတေတချင်းကိုခံရတဲ့ယေရှုသားတဲ့ဘုရားသခင်ရဲ့တိုးတငယ်အစစ်ဖြစ်ပြီးတော့ကျွန်တော်ကိုကယ်တင်နိုင်တဲ့အရာဖြစ်ပါတယ်ဆိုတာကိုသူကပြောချင်တာဖြစ်ပါတယ်အဲဒါကြောင့်ဗပ်တိဆန်ဆရာယောဟန်ကတင်တို့ရဲ့ဖြစ်ကိုဆောင်သွားသောဘုရားသခင်ရဲ့တိုးတငယ်ကိုကြည်လို့ကြည်ခိုင်းတာဖြစ်ပါတယ်မြင်ခိုင်းတာဖြစ်ပါတယ်သူ့ကိုကြည်ခိုင်းတာဖြစ်ပါတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်တခါတည်းကျွန်တော်ယုံကြည်သူရဲ့အတက်တာမှာကျွန်တော်အမတာမအလုံးများတဲ့အခါမှာခရစ်တော်ကိုကြည်မဲ့ချိန်မရှိဘူးတခါတည်းကျွန်တော်အမတာမ BC ဖြစ်တဲ့အခါမှာခရစ်တော်ကိုဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်ကိုကျွန်တော်ခေါ်ဖို့အချိန်မရဘူးခရစ်တော်ကိုကျွန်တော် behold ကြည့်ဖို့ရန်အတွက်အချိန်မရဘူးခရစ်တော်ကိုမကြည့်ဘဲနဲ့ခရစ်တော်ကိုမမြင်ဘဲနဲ့အသက်ရှင်တဲ့ယုံကြည်သူတွေအများကြီးရှိပါတယ်ဗတ္တိဇံဆရာယောဟန်ကတော့ကျွန်တော်လူသားတွေအတွက်ဘုရားသခင်ကဆေလွတ်တဲ့သူ့ရဲ့တိုးတငယ်ကိုအမြဲတမ်းကြည့်ဖို့ရန်အတွက်မြင်ဖို့ရန်အတွက်ကျွန်တော်ကိုမှားထားတာကျွန်တော်တွေ့ရပါတယ်။ဘာဖြစ်ဖြစ်ဒီနေ့ကျွန်တော်နေကုန်းချုပ်မယ်ဆိုလို့ရှိရင်ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်ဟာကျွန်တော်ရဲ့လူသားရဲ့ဘဝကိုမျှဝေခံစားပေးတဲ့သူဖြစ်တယ်။ဆိုတော့ကျွန်တော်ရဲ့ဘဝမှာဘလောက်ပဲကျွန်တော်ရဲ့ဘဝဟာကြမ်းတမ်းပါစေ။ကျွန်တော်ရဲ့ဘဝဟာဘလောက်ပဲခက်ခဲပါစေ။ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ယေရှုကကျွန်တော်ရဲ့ဘဝအဖြစ်တိုင်းကိုတူမျှဝေပြီးတော့ခံစားပေးတယ်ဆိုတာကျွန်တော်ဒုက္ခရောက်တဲ့ချိန်တိုင်းမှာမမေ့ဖို့ရန်အတွက်ဒီခရစ်တော်ကိုကျွန်တော်ကြည့်ဖို့ရန်အတွက်အရေးပါပါတယ်။ဘ
ဒါပြီးတော့ဒီဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ယေရှုကကျွန်တော်ဒုက္ခဝေဒနာကိုခံစားတဲ့ချိန်တိုင်းမှာကျွန်တော်ရဲ့ဒုက္ခဝေဒနာတွေကိုအမြဲတမ်းမျှဝေခံစားပေးတဲ့ဒုက္ခဝေဒနာခံစားတဲ့ယေရှုဖြစ်ပါတယ်ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဝေဒနာခံစားတဲ့အခါမှာကျွန်တော်ရဲ့ဝေဒနာကိုခံပေးတဲ့သူဖြစ်ပါတယ်ကျွန်တော်ဒီဝေဒနာကနေလွတ်မြောက်ဖို့ရန်အတွက်လှုပ်ပေးတဲ့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တယ်ဆိုတာကျွန်တော်မမေ့ဘဲနဲ့သူ့ကိုအမြဲတမ်းဝေဒနာခံစားတဲ့အချိန်မှာဘုရားသခင်ရဲ့တိုးတငယ်ယေရှုကိုအမြဲတမ်းမြင်ရောင်ဖို့ကြည့်ဖို့ရန်အတွက်ဖြစ်ပါတယ်ဒါပြီးတော့ဒီခရစ်တော်ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်ဟာကျွန်တော်ရဲ့အပြစ်အတွက်သေခံတဲ့သူဖြစ်ပါတယ်ဆိုတော့ဒီခရစ်တော်ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်ရဲ့အသေးခံခြင်းအဖြစ်ကျွန်တော်လူသားတွေကိုဘုရားသခင်ကဘလောက်ချစ်တယ်ဆိုတာကျွန်တော်မြင်ရပါတယ်ဆိုတော့ဘုရားသခင်ကဘယ်ဘဝပဲဘယ်အခြေအနေမှာပဲကျွန်တော်ရောက်နေပါစေဘုရားသခင်ကကျွန်တော်ကိုသူ့ရဲ့တပါးတီတော်သားတော်မှမနှမျောပဲနဲ့ကားတိုင်ပေါ်မှာအတေခံစေတဲ့ဘုရားသခင်ကကျွန်တော်ကိုအမြဲတမ်းပဲမေတ္တာထားတယ်ကျွန်တော်ကိုအမြဲတမ်းပဲချစ်နေတယ်ကျွန်တော်ကိုအမြဲတမ်းပဲမေတ္တာတရားထားတယ်ကျွန်တော်ကိုပေတော့မှမပစ်ပေပါဘူးသူ့ရဲ့တပါးတီတော်သားတော်မှကျွန်တော်အတွက်မနှမျောဘူးဆိုတာကိုကျွန်တော်အမြဲတမ်းရင်ထဲမှာပိုက်ပြီးတော့အသက်ရှင်တတ်တဲ့ယုံကြည်သူတွေဖြစ်ဖို့လိုပါတယ်ဆိုတော့ဘုရားသခင်ကသူ့ရဲ့တိုးတငယ်တော်ယေရှုအားဖြင့်ကျွန်တော်ရဲ့အပြစ်တွေကိုအစားထိုးပြီးဖြစ်ပါတယ်ကျွန်တော်ဟာအပြစ်တရားကနေလွတ်မြောက်ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အပြစ်တွေဘယ်လောက်ပဲကြီးပါစေတေးသည်ဖြစ်စေငယ်သည်ဖြစ်စေကျွန်တော်ကအပြစ်တရားကနေလွတ်မြောက်ပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်အပြစ်တရားထဲမှာပဲကျင့်လေတဲ့ယုံကြည်သူတွေမဖြစ်ဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အပြစ်တွေကိုဘုရားသခင်ကပေးလျော်ပြီးပြီးသူအစားထိုးပြီးပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်victims of sins အပြစ်ရဲ့တားကောင်တွေမဖြစ်ဖို့လိုပါတယ်အပြစ်တရားကနေကျွန်တော်ယုံထွက်တဲ့သူဖြစ်ဖို့လိုပါတယ်ဒီအပြစ်တရားကနေကျွန်တော်ယုံထွက်နိုင်ဖို့ရန်အတွက်ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ယေရှုကိုကျွန်တော်ကြည့်ဖို့လိုပါတယ်ဆိုတော့ဒီဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်ရဲ့တည်ခြင်းတရားကြောင့်ကျွန်တော်ကိုဘုရားသခင်ကကယ်တင်ခြင်းဖြစ်ပါတယ်ကျွန်တော်ကခရစ်တော်အဖြစ်ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်အဖြစ်ကျွန်တော်ကတည်ခြင်းတရားကနေလွတ်မြောက်ပြီးတော့သာရအသက်ကိုပိုင်ဆိုင်တဲ့သူတွေဖြစ်ပါတယ်ကယ်တင်ခြင်းတရားကိုပိုင်ဆိုင်တဲ့သူတွေဖြစ်ပါတယ်ကျွန်တော်မဝယ်နိုင်တဲ့ကယ်တင်ခြင်းကိုဘုရားသခင်ကခရစ်တော်အဖြစ်ကျွန်တော်ကိုပေးပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်ခရစ်တော်ကိုအမြဲတမ်းကြည့်ပြီးတော့အသက်ရှင်ဖို့လိုပါတယ်ဆိုတော့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ခရစ်တော်ကကျွန်တော်ရဲ့ဘဝကိုအမြဲတမ်းမျှဝေပေးတဲ့လူဖြစ်တယ်ကျွန်တော်အတွက်အမြဲတမ်းပဲဝေဒနာခံစားတဲ့လူဖြစ်တယ်ကျွန်တော်အတွက်အသေးခံပေးတဲ့တိုးတငယ်တော်ဖြစ်တယ်ကျွန်တော်ရဲ့အပြစ်ကိုအစားထိုးပေးတဲ့သူဖြစ်တယ်ကျွန်တော်ကိုကယ်တင်တဲ့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တယ် Behold the Lamb of God ဘုရားသခင်ရဲ့တိုးတငယ်ကိုကြည်လို့ကျွန်တော်ငါတို့ဟာဝေဒနာဒုက္ခတွေကိုမျှဝေပြီးတော့ခံစားပေးတဲ့သူဟာယေရှုဖြစ်တယ်ကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်ဝေဒနာကားတိုင်ပေါ်မှာခံစားတဲ့လူဟာယေရှုဖြစ်တယ်ကျွန်တော်အတွက်အတေတချင်းကားတိုင်ပေါ်မှာအတေတချင်းခံရတဲ့သူဟာယေရှုဖြစ်တယ်ကျွန်တော်ရဲ့အပြစ်ကနေလွတ်မြောက်ခြင်းအတွက်အသွေးတော်အဖြစ်ကျွန်တော်ရဲ့အပြစ်ကိုပေးလျော်ပေးတဲ့လူဟာယေရှုဖြစ်တယ်ကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်ယေရှုဖြစ်တယ်ကျွန်တော်ကယ်တင်ခြင်းရဖို့ရတော့ဘုရားသခင်ကသူ့ရဲ့တိုးတငယ်တော်ကိုပေးတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့အထီးကျန်နေတဲ့ချိန်မျိုးမှာလည်းပဲ Behold the Lamb of God အထီးကျန်တဲ့ဘဝမျိုးခံစားနေတဲ့ချိန်မှာလည်းပဲဘုရားသခင်ရဲ့တိုးတငယ်ကိုကြည်တော်ယုံကြည်သူတွေဖြစ်ဖို့လိုပါတယ်ကျွန်တော်ဒုက္ခဝေဒနာတွေခံစားနေတဲ့ချိန်မှာလည်းပဲဘုရားသခင်ရဲ့တိုးတငယ်တော်ယေရှုကိုကြည်တဲ့ယုံကြည်သူတွေဖြစ်ဖို့လိုပါတယ်ကျွန်တော်စိတ်ဖြစ်စီးမှုတွေခံစားနေတဲ့အချိန်မှာလည်းပဲဘုရားသခင်ရဲ့တိုးတငယ်တော်ဖြစ်တဲ့ယေရှုကိုကြည်ပြီးတော့အသက်ရှင်တဲ့ယုံကြည်သူတွေဖြစ်ဖို့လိုပါတယ်ကျွန်တော်အလုပ်အစင်မပြေတဲ့အခါမှာလည်းပဲဘုရားသခင်ရဲ့တိုးတငယ်တော်ဖြစ်တဲ့ခရစ်တော်ကိုကြည်ပြီးတော့အသက်ရှင်တဲ့လူတွေဖြစ်ဖို့လိုပါတယ်ကျွန်တော်ဝေဒနာတွေဒုက္ခတွေခံစားတဲ့ချိန်တိုင်းအမြဲတမ်းနေ့တိုင်းဒီဘုရားသခင်ရဲ့တိုးတငယ်ကိုကြည်ပြီးတော့ဘုရားသခင်ရဲ့တိုးတငယ်ဖြစ်တဲ့ယေရှုခရစ်ကိုကြည်ပြီးတော့အသက်ရှင်တတ်တဲ့
ယုံကြည်သူတွေဖြစ်ဖို့ရန်အတွက်အားလုံးကျမ်းနာသူအယောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်ဝတ်ပြုခြင်းအစီအစဉ်တော့ဒီနေ့ဒီလိုပဲကျွန်တော်အဆုံးသတ်ဖို့ဖြစ်ပါတယ်ဒီနေ့ဝတ်ပြုကြတဲ့ LCF ယုံကြည်သူအယောက်စီတိုင်းဖျားရှင်ဆက်လက်ပြီးတော့ကောင်းချီးပေးပါစေကျွန်တော်အလုံးလုံးတဲ့နေရာတိုင်းမှာဖျားရှင်ကငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပေးပါစေဆက်လက်ပြီးတော့ကျွန်တော်တပတ်တာလုံးလှုပ်လှုပ်တဲ့နေရာမှာဘုရားရှင်ကလမ်းပြပြီးတော့နောက်ပတ်မှာလည်းပဲအားလုံးအတူတကွ online ကနေဝတ်ပြုဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ဒီနေ့ online ဝတ်ပြုခြင်းအစီအစဉ်ကိုအဆုံးသတ်ဖို့ရန်အတွက်အားလုံးဆုတောင်းကြပါစို့ကျွန်တော်လူသားရဲ့အတွက်တပါးတီတော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်ကျွန်တော်တို့ကိုချစ်တော်မူသောရှင်ထာဝရဘုရားကျွန်တော်ဒီစင်ကာပူမှာရှိတဲ့ LCF မှာရှိတဲ့ကိုရီတာသမီ ALC တိုင်းဒီနေ့ထိတိုင်အောင်လမ်းပြပြီးတော့ဒီနေ့မှာလည်းပဲဤကဲ့သို့ online ကနေကိုရောဖျားကိုဝတ်ပြုနိုင်ဖို့ရန်အတွက်အချိန်တိုင်းများပြင်ဆင်ပေးသည့်တာမကကျွန်တော်ဝတ်ပြုခြင်းအစီအစဉ်တိုင်းလည်းပဲကျွန်တော်နဲ့အတူအစားလေးဆုံးတိုင်အောင်ပါရှိတဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ဒီနေ့ကျွန်တော်ကိုရောဖျားရှင်းနိုင်တောင်းတဲ့ဆုများကိုလည်းပဲကိုရောကောင်းချီးပေးတော်မူပါကျွန်တော်ရဲ့အသက်တာမှာခံစားနိုင်ဖို့ရန်အတွက်ကျွန်တော်ဆုတောင်းတာနေကိုနားညောင်ပြီးတော့ကိုရောပြည့်စုံစေတော်မူပါကိုရဖျားကျွန်တော်ဂျာနာတော်တဲ့နှုတ်ကပတ်တော်ကိုလည်းပဲကိုရဖျားကောင်းချီးပေးတော်မူပါကျွန်တော်လူသားရဲ့အတွက်ကျွန်တော်တပါးတီတော်သားတော်ကိုစွန့်တဲ့တိုင်အောင်ကျွန်တော်ကိုချစ်တဲ့အတွက်ကြောင့်ကိုရောယေရှုတင်ပါတယ်ကျွန်တော်နေ့စဉ်တဲ့အခါမှာနေ့စဉ်နေ့တိုင်းကျွန်တော်အသက်ရှင်တဲ့အခါမှာကျွန်တော်ဒုက္ခဝေဒနာပင်ပန်းမှုမြောက်များစွာကိုကျွန်တော်ခံစားရပါတယ်ထိုအချိန်မျိုး၌ပင်လင်းကိုရဖျားခရစ်တော်အဖြစ်ကျွန်တော်နဲ့အတူပါရှိတော်မူပါကိုရဖျားကိုသာတောင်းတပြီးတော့ခရစ်တော်ကိုအစဉ်နေ့တိုင်းကြည့်ပြီးတော့ကျွန်တော်ရဲ့ဘဝကိုနေ့စဉ်နဲ့များခရစ်တော်အဖြစ်ခရစ်တော်ကိုကြည့်ပြီးတော့ခရစ်တော်ကိုမြင်ပြီးတော့ခရစ်တော်နဲ့အတူကျွန်တော်ရဲ့ဘဝဒုက္ခတွေဝေဒနာတွေကိုကြော်လွှားနိုင်သောယုံကြည်သူတွေဖြစ်ဖို့ရလည်းပဲကျွန်တော်ကြားနာသွားတဲ့တော်နှုတ်ကပတ်တော်ကိုကိုရကောင်းချီးပေးတော်မူပါကိုရဖျားတင်နေကျွန်တော်ဝတ်ပြုပြီးတော့လာမယ့်ပတ်တပတ်တာလုံးမှာလည်းပဲအရောက်စစ်တိုင်းကိုဆက်လက်ရွေးကိုရကောင်းချီးပေးတော်မူပါကျွန်တော်သွားတဲ့လာတဲ့နေရာတိုင်းမှာကျွန်တော်အလုပ်လုပ်တဲ့နေရာတိုင်းမှာကျွန်တော်နဲ့အတူရှိတော်မူပြီးကျွန်တော်ပေတီချင်းအမျိုးမျိုးဒုက္ခအမျိုးမျိုးတို့မှာကျွန်တော်ကိုကွယ်ကာမှာစားတော်မူပါနောက်ပါလာမယ့်တနင်္ဂနွေနေ့မှာလည်းပဲဤကဲ့သို့ online ကနေကျွန်တော်အရောက်စီတိုင်းအတူတူကကိုရောဖျားကိုဝတ်ပြုကိုကွယ်ပြီးတော့ online ကနေအတူတူကမေတ္တာရဖွဲ့နိုင်ဖို့ရန်လည်းပဲဆက်လက်၍အရောက်စီတိုင်းကိုတပတ်တာလုံးလမ်းပြပို့ဆောင်တော်မူပါဒီနေ့ကျွန်တော်မျိုးတို့ဝတ်ပြုခြင်းအစီအစဉ်ကျွန်တော်ရောက်စီတိုင်းရဲ့တက်တာမှာအစအလဲဆုံးတိုင်အောင်ကျွန်တော်မျိုးတို့နဲ့အတူပါရှိတဲ့အတွက်ကြောင့်ယေရှုတော်ကိုချီးမွမ်းလျက်ယေရှုနာမ၌ဆုတောင်းကြပါတဲ့ရှင်ဖျားအာမင်ရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဖျားသခင်ရဲ့ငြိမ်သက်ခြင်းအားလုံးခံစားကြပါစေဒီလောက်နဲ့ပဲကျွန်တော်ဒီနေ့ဝတ်ပြုခြင်းကိုအဆုံးသတ်မှာဖြစ်ပါတယ်